မြတ်စွာဘုရားကြောကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီနေ့19ရက်10လ2010ခုမင်္ဂလာပြုဟာသင်၌သင်ကြားအပ်သောဓမ္မကထာသင်္นานတရားတော်များမနေ့ကတုန်းကစပြီးတော့မိမိတို့ရဲ့ဘဝကိုဖြစ်ပေါ်စေတတ်သောဘဝရဲ့ဖန်တီးရှင်ဥပါဒံအကြောင်းကိုပြောခဲ့ပါတယ်ဥပါဒံဆိုတာစွဲလန်းခြင်းလို့ဒီလိုအဓိပ္ပာယ်ရတာကိုလည်းသိခဲ့ပြီးပြီတကဘာလုံးဟာအဲ့ဒီစွဲလန်းခြင်းဆိုတဲ့ဥပါဒံရဲ့အုပ်ချုပ်မှုကိုခံရပါတယ်တကဘာလုံးမှာဖြစ်ပေါ်နေတဲ့ပုဂ္ဂိုလ်တ attva တွေအားလုံးဟာဤကဲ့သို့ဖြစ်လာရခြင်းဟာဒါဥပါဒံအစွဲကြောင့်ဒီလိုဖြစ်လာတာဆိုတော့အလုံးသောပုဂ္ဂိုလ်တို့ဒီဥပါဒံရဲ့အုပ်ချုပ်ခြင်းကိုခံနေရအစွဲရဲ့ဒဏ်ချက်ကိုခံစားနေရဒီတော့ဒီအစွဲကိုသေချာနားလည်ပြီးတော့အစွဲရဲ့ဖြစ်ပေါ်လာရာအခြေအနေတွေသဘောပေါက်သိမြင်ပြီးဒီအစွဲပြည့်အောင်အစွဲကင်းအောင်ကြိုးစားမိမိတို့ကိုယ်တိုင်ကြိုးစားသလိုမိမိတို့နဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်တိုင်းကိုလည်းပဲအဲ့လိုအစွဲကင်းဖို့အတွက်သိအောင်မြင်အောင်ပြောပေးရမယ်တိုက်တွန်းပေးရမယ်ဒါမှလည်းအလုံးဟာဒီအစွဲရဲ့တန်ချက်ကနေလွတ်ပြီးတော့ဆင်းရဲမှုပေါင်းကလွတ်မြောက်နိုင်လိမ့်မယ်ဆင်းရဲပါတယ်ဆိုတဲ့ဘဝအထွေထွေသောဒုက္ခတွေကိုခံစားနေရတဲ့ဘဝကနေလွတ်မြောက်လိမ့်အစွဲရှိတဲ့ပုဂ္ဂိုလ်ဟာဒီဥပါဒံရဲ့သဘာဝဥပမာပေးတော့စားပြီးရင်မစွန့်တာဥပါဒံပါလို့ပြောခဲ့တဲ့ဥပမာလေးရှိပါတယ်စာအုပ်ထဲမှာဖတ်ပြီးတော့သိကြလိမ့်မစွန့်စားနိုင်တာအဲ့ဒါဥပါဒံရဲ့လက္ခဏာပဲတွေ့တာမှုတွေအားကောင်းပြီးတော့ဆွဲလန်းမှုတွေအားကြီးပြီးတော့ကိုယ်နေရာကိုယ်ဒေသမခွာနိုင်မခွာရဲ့စီဝါလည်းမရှာနိုင်ရည်စီလည်းမရှာနိုင်ပညာလည်းမရှာနိုင်အသာရှိသည်ဖြစ်မော်လေမသွားနိုင်မလာနိုင်မပြောနိုင်မဆိုနိုင်အဲ့လိုဖြစ်နေရတာဒီဥပါဒံရဲ့လက်ချက်အစွဲအားကြီးတော့တတ္တိယနဲတယ်ကိုဆွဲထားတော့ဒီဟာကောင်းဖို့အတွက်စဉ်းစားကြကိုအကောင်းရဲ့လို့ဆွဲထားမိမိကိုငါလို့ဆွဲထားပြီးတော့ကိုအတွက်ကတော့ကိုကောင်းတာကြီးပေါ့အဲ့ဒီအစွဲရှိတဲ့အတွက်ကြောင့်အလောက်ကမဖြစ်ဘူးတတ္တိနဲတယ်မစွန့်စားရဲဘူးပေါ့အဲ့လိုမစွန့်စားရဲတော့ချမ်းသာမှုဟာလည်းမရတော့ဒီအစွဲကြောင့်ပဲအစွဲနာမှာတင်ပဲတဝဲဝဲလဲလဲနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့နေရတာပဲဒါကြောင့်မလို့မိမိတို့ကိုယ်တိုင်အစွဲကင်းအောင်ကြိုးစားဖို့လိုသလိုကိုယ်မှာရှိကြပါတယ်မိတ်ဆွေသင်္ကာအပေါင်းအသင်းကိုအဖေမေတွေရှိတယ်အဖေမေပေါ့သုံးဖို့သားသမီးပေါ့အဲ့ဒါတွေကိုအစွဲဥပါဒံအကြောင်းကြာကြာနာနာသိအောင်ကိုယ်တိုင်သိအောင်ကြိုးစားကိုယ်တိုင်အစွဲကင်းအောင်နေပြီးတော့သူတို့ကိုလည်းအဲ့ဒါလိုသိအောင်ကင်းအောင်ပြောပေးရမယ်တိုက်တွန်းပေးရမယ်ဒါမှသူလည်းချမ်းသာကိုယ်လည်းချမ်းသာမဟုတ်လို့ကတော့တယောက်ကမျက်နှာမဲ့ရင်တယောက်ကလည်းငိုခြင်းလာပြီတယောက်ကမျက်ရည်ကျရင်တယောက်ကလည်းပဲအခြေအနေကမကောင်းတော့အဲ့ဒါဘာတွေကြောင့်အဲ့လိုဖြစ်လဲဆိုရင်အဲ့ဒီအစွဲဥပါဒံကြောင့်အစွဲဥပါဒံကနေရှေ့ဆက်တိုးပြီးတော့ဥပါဒံနဲ့ခန္ဓာဆိုပြီးဥပါဒံတွေကနေယူထားလိုက်တဲ့ခန္ဓာဆိုပြီးတော့အဲ့ဒီသဘောတရားတွေကြောင့်ခုနပြောတဲ့အတိုင်းသူဆင်းရဲကိုဆင်းရဲလူဒုက္ခကိုဒုက္ခနဲ့အဲ့ဒါလိုကြုံရအောင်ဥပါဒံအစွဲကိုမိမိတို့ကိုယ်တိုင်လည်းပဲပယ်ဖြောင်းနိုင်ခဲ့ရင်ချမ်းသာပါလိမ့်မယ်။ဘာချမ်းသာလဲဆိုတော့အဓိကအဖြစ်စိတ်ချမ်းသာတာပေါ့။စိတ်ကလွတ်မြောက်မှုချမ်းသာမှုကိုရမယ်။သာသမီတွေမှာလည်းအဲ့ဒီလိုဥပါဒံအစွဲတွေကိုနားလည်ပြီးတော့ကင်းအောင်သူတို့သိမြင်ခဲ့ပြီဆိုရင်သူတို့ကိုယ်တိုင်လည်းပဲစိတ်ချမ်းသာလိမ့်မဟုတ်လို့ကတော့မရပါဘူး
သူတွေကိုတွေနဲ့သူဆွဲကိုဆွဲနဲ့ဆင်းရဲနေကြမှာကြီးပဲဒီတော့မိမိတို့ဟာမိဘဆိုလည်းပဲသားသမီးတွေပေါ်မှာအကောင်းတွေကိုရစေခြင်းတတ်တယ်ဒါကြောင့်မလို့သားသမီးဆိုတာကလူငယ်သဘာဝစဉ်းစားကြည့်လူငယ်သဘာဝဆွဲလန်းကတိတ်များတာလွယ်မားတဲ့ဆွဲလန်းချက်တွေအားကြီးရှိတယ်ဆက်လိပ်ဆွဲကွန်းဆွဲအပေါင်းတင်းဆွဲနောက်ဆုံးသူတို့ဘဝလက်တွဲပေါ်တွေဆွဲဒီလိုဆွဲတာတွေရှိတယ်အဲ့ဒီအဆွဲတံတွေဟာပြင်းထန်ရင်ပြင်းထန်သလောက်သူတို့ဒုက္ခရောက်စိတ်ဒုက္ခရောက်စိတ်ဒုက္ခရောက်ရင်ပါဇက်ပြောလက်အလုပ်တွေပါအကုန်လုံးပင်ပန်းဆင်းရဲပြီးတော့ဒုက္ခတွေတတိကြီးလာတယ်ခြေတော်ကကြာဘူးမှာပေါ့ဇက်လန်ထဲမှာအချစ်ဇက်လန်ထဲမှာရာဇဝင်တင်ထားတာရိုမီယိုနဲ့ဂျူလီယက်ဆိုတာသေတဲ့အထိကိုသူတို့ဟာဒုက္ခရောက်သွားရှာဘာဖြစ်လို့သေတာလဲဆိုတယောက်ကိုတယောက်ရိုက်ကြနှက်ကြတာတော့မဟုတ်ဘူးသို့တော့ဘာကြောင့်သေရလဲအစွဲဥပါဒဏ်ကြောင့်အဲ့မှာဥပါဒဏ်နဲ့ခန္ဓာတွေဖြစ်ပြီးတော့တဦးနဲ့တဦးဥပါဒဏ်နဲ့ခန္ဓာဖြစ်ပြီးတော့တယောက်သေတော့နောက်တယောက်လည်းသေတာမြန်မာရာဇဝင်မှာဆိုလည်းပဲဒီနားမှာနီးနီးလေးပါတန်လျင်မှာရှိပါတယ်ဘာနဲ့ပါလဲရှင်မွေးလို့နဲ့မင်းနန္ဒာဆိုတာဘာကြောင့်သေရတာအစွဲဥပါဒဏ်ကြောင့်သေရတာကဲအဲ့တော့ဒီစွဲဆိုတာကမသိရင်ပြင်းထန်ပါတယ်သိသွားရင်ဖယ်ရှားလို့ရသိသွားရင်ဖယ်ရှားလို့ရမသိလို့ရှိရင်ပြင်းထန်အစွဲတွေဘယ်လောက်တော့များသလဲတဲ့၄မျိုးတည်းရှိတာပစ္စည်းတွေရဖို့စွဲတယ်အထင်စွဲအမြင်စွဲရိုးရတလေးအစင်လာမပြည့်အစွဲနဲ့အခိုင်မာစွဲဆိုပြီးတော့ဒီလိုရှိနေကြဒါလေးတွေပါပဲဒါပေမဲ့ဒီလောက်နဲတယ်လို့ပြောပေမဲ့အဲ့ဒီအစွဲဟာတစ်ကမ္ဘာလုံးကိုအုပ်ချုပ်ထားတာပုဂ္ဂိုလ်တ attva အားလုံးအုပ်ချုပ်ထားတာအုပ်ချုပ်ထားတော့သူ့ရဲ့စွမ်းရင်တတ္တိရတော့မသေးလောက်ဒီတော့ဒီအစွဲတွေကိုသဘောပေါက်အောင်ပြောပြပါကိုယ်တိုင်လည်းပဲအစွဲတွေသဘောပေါက်အောင်စဉ်းစားအစွဲပဲရလာလဲပတ်ဝန်းကျင်ကလာပတ်ဝန်းကျင်ကလာတာတွေကိုပတ်ဝန်းကျင်ကိုတော်လှန်ပြစ်ပေါ့ပတ်ဝန်းကျင်ကပြောတာတွေတခုမှမယုံပါနဲ့သူတို့ပြောတာအပြောအဖြစ်ပဲမှန်တယ်သဘောအဖြစ်မမှန်ပါဘူးအဲ့ဒီအကြောင်းဟာရှေ့ပိုင်းလေးမှာနောက်တစ်ပတ်ကျရင်တွေ့လိမ့်မယ်အမှားနဲ့အမှန်အမှန်နဲ့အမှားဆိုပြီးတော့အဲ့မှာခွဲခြားဝေဖန်ပြီးတော့ပြထားတာလောကမှာရှိတဲ့အမှန်တရားတွေထုတ်ဖော်ပြထားအမှားတွေလည်းဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာထုတ်ဖော်ပြထားတာရှိပါတယ်အဲ့ဒီကြရင်တော့ပိုရှင်းသွားလိမ့်ဒီတော့လောလောဆယ်မှာမှာကအကောင်တွေကိုဖြစ်ပေါ်စေတာဒီဆွဲဥပါဒဏ်ပဲအကောင်မရှိတာကိုအကောင်နေနဲ့ထုတ်ဖော်ပေးတာဒီဆွဲဥပါဒဏ်ကနောက်တစ်ခါမစွန့်စားရတာမစွန့်လွတ်နိုင်တာကိုချုပ်နှောင်ပြီးတော့ဒုက္ခရောက်စေတာဒီဆွဲဥပါဒဏ်ကဒီဆွဲဥပါဒဏ်ကြောင့်ပဲရိုးရတလေးထုံတန်းစင်လာတွေနဲ့နောက်တစ်ခါလူလိုသူလို့ထင်ပုဂ္ဂိုလ်တ attva လို့ထင်ကောင်းတယ်လို့ထင်အဲ့ဒီအထင်တွေနဲ့တဝဲဝဲလဲလဲစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြဒီတော့ဒီဥပါဒဏ်ဟာခုနပြောတဲ့အတိုင်း၄မျိုးပစ္စည်းဥစ္စာတွေရဖို့အစွဲအထင်စွဲအမြင်စွဲရိုးရတလေးထုံတန်းစင်လာအစွဲဒါတွေလာတာလည်းပတ်ဝန်းကျင်ကလာတယ်ဒီတော့ရှင်းကျင်လို့ရှိရင်အဲ့ဒီကနေပြန်ရှင်းပေါ့အကြားမြင်ကလာရင်ကြားမြင်ကပြန်ရှင်းရတာပဲပတ်ဝန်းကျင်ကလာရင်ပတ်ဝန်းကျင်ကိုကြည့်ပြီးပြန်ရှင်းပေါ့ပတ်ဝန်းကျင်ကိုကြည့်ပြီးပြန်ရှင်းတော့အမြင်ကျယ်ဖို့လိုပါတယ်အစွဲဆိုတာအမြင်ကျင်းတယ်လို့လည်းပြောခဲ့ကိုယ်တန်ရာစွဲနေတာကိုယ်စွဲနဲ့ကိုယ်မှန်နေတာအမြင်တော်တော်ကျင်းပါတယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပေါ့ဆိုကြပါစို့ရိုးရာအစဉ်လာအစွဲလေးတစ်ခုရှိတယ်ကိုယ်တော်ကမိဆိုင်ဖဆိုင်နှတ်တွေပေါ့ဒါကိုကလက်ခံယုံကြည်ပြီးတော့ပြုလုပ်နေကြဘယ်တော့စွန့်မလဲလို့မေးသေတာတော့မှမစွန့်နိုင်ဘူးဆိုပြီးတော့ဒီလိုညင်းကြလိမ့်ဒါဆိုရင်အဲ့ဒါလို့စွဲရခြင်းဖြင့်ဘာအကျိုးရှိသလဲလို့မေးတော့အကျိုးကြတော့ပြောလို့မရအကြောင်းကတော့မိဘရိုးရာမို့လို့လေပြောလို့ရအကျိုးတရားကြတော့ပြောလို့ရလားမရဘူးသူတို့ကိုဒီလိုကြီးညိုကိုးကွယ်စည်းကပ်ဆွဲလန်းနေလို့ရိုးရတလေးတွေမပြတ်အောင်ပြုစုထိန်းသိမ်းနေလို့ဘာအကျိုးတရားများရတယ်လဲလို့မေးရင်အကျိုးတရားကိုတော့ထုတ်ဖော်ပြောလို့ဘာလို့ပြောလို့မရအောင်ရေးရမရှိဘူးဒါဆိုရင်အမြင်ကျယ်ကျယ်နဲ့ကြည့်ဒီအစွဲမရှိတဲ့ပုဂ္ဂိုလ်တွေချမ်းသာစွာနဲ့နေနိုင်သလားမနေနိုင်ဘူးလားဆိုတာနှမ်းကြည့်လိုက်ကိုနေရကိုဒေသလေးမကြည့်ဘဲနဲ့ဘေးဘီတွေကိုလှမ်းပြီးတော့ကြည့်လိုက်ကိုပတ်ဝန်းကျင်ကိုကြော်ပြီးအခြားပတ်ဝန်းကျင်ကိုကြည့်လိုက်ကိုလိုအစွဲမရှိဘဲနဲ့ချမ်းသာစွာနေနိုင်တဲ့ပုဂ္ဂိုလ်တွေရှိသလားမရှိဘူးလားရှိတာပေါ့ကိုတဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိလေသူတို့မှာကိုယ်အစွဲမျိုးရှိလား
မရှိဘူးဆိုကြပါစို့ကရင်ရိုးရာအစွဲရှိတဲ့ပုဂ္ဂိုလ်ကရင်နတ်တွေရှိကြလိမ့်အဲ့ဒီကရင်နတ်တွေကိုဆွဲပြီးတော့သူတို့ဘယ်တော့စွန့်မလဲဆိုတော့မစွန့်နိုင်ဘာအကျိုးရလဲဆိုတော့ဘာအကျိုးရမှလည်းမသိအဲ့ဒါလိုနဲ့နေရင်ဒီကာမသေရောဒါနဲ့စိတ်ဆင်းရဲနေကြမှာတကယ်လို့ယောဂဝေဒနာဖြစ်ရင်လည်းသူတို့အဆင်မပြေလို့ကိုယ်ဒုက္ခပေးတယ်ထင်ပြီးတော့အနာတခြားဆေးတခြားဖြစ်ပြီးဒုက္ခကရောက်ပြန်ရောအဲဒီတော့ကိုယ်ရိုးရအစဉ်လားနေကြော်ကြည့်လိုက်ကရင်တွေမှာပဲရှိတာကရင်နေတဲ့စာရင်ကျန်တဲ့တိုင်းရင်းသားတွေရှိကြသေးတယ်ရှမ်းတွေကချင်တွေဗမာတွေသူတို့ကဒီဆွဲရှိလားဆိုတော့ကရင်မဟုတ်တော့ဘယ်ဆွဲရှိမရှိပေမဲ့သူတို့နေနိုင်စားနိုင်လားနေနိုင်စားနိုင်တာသူတို့ကိုယ်တဲ့ချမ်းသာလားချမ်းသာတာဒါကကျင်းသေးတယ်ခက်ဝေးဝေးလှမ်းကြည့်လိုက်ကဘာတီးတီးလှမ်းကြည့်လိုက်တော့ခရစ်ယာန်တွေအစ္စလာမ်တွေရှိကြသူတို့ဘာသာသူတို့အတီးတီးတော့သူတို့အဆွဲရှိမှာပေါ့သို့တော့ကိုယ်အဆွဲကိုသူတို့မဆွဲပါဘူးကိုယ်အဆွဲမျိုးမဆွဲတဲ့သူတို့ကကြီးပွားသလားမကြီးပွားလားလှမ်းကြည့်လိုက်တော့သူတို့မှစက်မှုထိတ်တီထွန်းကားပြီးတော့ကြီးပွားနေတာတွေ့ရဒါဆိုရင်ကိုယ်အဆွဲဟာဖယ်လို့ရသလားမရဘူးလားရတာပေါ့ကိုယ်အဆွဲဟာဖယ်လို့ရတာပေါ့ဒီဆွဲလို့ချမ်းသာတယ်ဆိုရင်တော့ဆုတ်တာဒါဒီဆွဲကိုဆွဲပြီးတော့နေနိုင်သေးတယ်လို့ပြောလို့ရအခုတော့အကျိုးကလည်းဘာရှိမှမသိဆွဲရတာကိုလည်းမစွန့်နိုင်တတိယနဲတယ်ကြောက်တယ်ဘာဖြစ်လို့ကြောက်လဲအစွဲကြီးလို့ကြောက်အစွဲမကြီးတဲ့သူကမကြောက်ပါဘူးတတိရှိတဲ့သူဟာအစွဲမကြီးတဲ့သူဟာမကြောက်ပါဘူးဒါကြောင့်မလို့ကြောက်တဲ့ပုဂ္ဂိုလ်ကဒုက္ခရောက်ရတာပဲကဲဒီတော့အခုပြောတဲ့အတိုင်းပဲအမြင်ကျကျနဲ့ကြည့်ပြီးတော့ကိုယ်ဆွဲတွေဘာလုပ်ရမလဲစွန့်အောင်သာသမီတွေကိုလည်းပဲအဲ့ဒါသင်ပေးပါသာသမီတွေစိတ်ချမ်းသာစေခြင်းပါတယ်ဆိုရင်သူတို့ဒုက္ခမရောက်စေခြင်းပါဘူးဆိုရင်သူတို့အစွဲနဲ့အောင်ပြုလုပ်ပေးရကိုကအစွဲတွေဖြစ်အောင်မဖန်တီးပေးနဲ့စားစရာလေးကကောင်းလိုက်တာစားစရာလေးကိုသားကိုသမီးကျွေးချင်တာပေါ့အဲ့လိုကျွေးချင်တယ်လို့မကျွေးနဲ့လို့မပြောပါဘူးကျွေးပါကျွေးပြီးတော့စွဲတော့မစွဲစေနဲ့ဒါကြုံလုံးစားရတာနော်နောက်တနေ့မျှော်မနေနဲ့စားခြင်းစားမယ်စားခြင်းမှစားအဲ့ဒါကိစ္စပြီးရောအဲ့ဒါလိုမှမဟုတ်ဘဲနဲ့ဟိုကလေးကျွေးထားတော့ကလေးကဒါတွေ့ဟိုအယူမဲသားကျွေးတယ်လို့နွားမြင်လိုက်လက်ညှိုးထိုးဆိုရင်တော့ဒုက္ခရောက်ပြီတာမှတ်ပြီအဲ့ဒါအစွဲဥပါဒံပဲအဲ့ဒါလို့အစွဲဥပါဒံရှိရင်ကိစ္စကမပြီးဘူးဆင်းရဲနဲ့ရတော့ရှိမရတော့ရှိပေါ့အချိန်တိုင်းတော့ပဲရနိုင်ရရင်လည်းပဲတဲ့တိုးတော့လဲကြုံတဲ့အခါကြုံသလိုပြီးတာပေါ့မကြုံတဲ့အခါမှာအဲ့ဒါကြီးတောင်းတနေရင်အစွဲဥပါဒံကြောင့်ဒါရမှဖြစ်မယ်ဆိုလို့ကတော့အဲ့ဒီပုဂ္ဂိုလ်စိတ်ဆင်းရဲဖို့သာမှတ်ပြီးတော့ကဲအဲ့ဒါကပြင်ပဝတ္ထုတွေကိုပြောတာပါကိုယ်ခန္ဓာကိုယ်ဆွဲတာလည်းပဲဥပါဒံပဲအဲ့ဒီဥပါဒံဆွဲလိုက်တဲ့အခါကျတော့ကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးကြုံတယ်လို့သဘောမထားနိုင်တော့ကြုံတယ်လို့သဘောမထားနိုင်မဲနဲ့ရှားပွေပြီးတော့ကျွေးမွေဆင်ပေးနေလို့ကတော့သူလည်းပဲမဆုံးနိုင်စိတ်ဒုက္ခရောက်ရတာကိုလိုတိုင်းလည်းပဲမရအောင်ဒါကြောင့်မလို့အစွဲဥပါဒံနည်းဖို့ကြိုးစားကြကိုယ်တိုင်းနည်းသလိုကိုယ့်ရဲ့အတိုင်းဝိုင်းမှာလည်းနည်းနိုင်သမျှနည်းအောင်ကြိုးစားကြဒီတော့အစွဲဥပါဒံဆိုတာတော်တော်ဒုက္ခပေးတဲ့အရာလို့သဘောပေါက်အောင်အဲ့ဒါကိုမြင်အောင်လည်းပဲကြည့်ရသိတော့မှသူ့ကိုစွန့်နိုင်မှာသိတော့မှစွန့်နိုင်မှာဆိုတော့ဆိုကြပါစို့အခုအစွဲတွေကလည်းအများကြီးပြောစရာဆိုလို့ပြောလို့တော့မကုန်ပါဘူးကိုယ်စီမှာဖြစ်နေတာသူ့စီမှာဖြစ်နေတာလိုက်ကြည့်မြင်နေကြဆိုကြပါစို့အခုဆရာနဲ့တကာကြီးညိုကိုယ်ွယ်မှုအပိုင်းမှာဆရာဆွဲပုဂ္ဂိုလ်ဆွဲဆိုတာရှိကြမိမိတို့ကြီးညိုကိုယ်ွယ်ထားတဲ့ဆရာတော်ဤသက်တော်ကြီးဝါတော်ကြီးသီလသမာဓိပညာပြည့်စုံဒါတို့ဆရာတော်ကြီးပဲဆွဲထားဆရာတော်ကြီးကတစုံတရာဖြစ်ပြီးဆိုရင်ကိုယ်လည်းစိတ်ဆင်းရဲပြီအဲ့ဒါဘာကြောင့်ဖြစ်တာလဲဥပါဒံကြောင့်ဖြစ်တယ်အဲ့တော့ဥပါဒံဆိုတာဖယ်ရမှာဖယ်ရမယ်ဆိုတော့ဆရာမရှိရဘူးလားတဲ့အဲ့ဒီပြဿနာတက်လာဆရာရှိပါတဲ့ရှိလို့ရဥပါဒံရဲ့သဘောဟာဘယ်ရာဆွဲနော်ပုဂ္ဂိုလ်ဆွဲတရားဓမ္မကိုပဲဆွဲပစ္စည်းဥစ္စာပဲဆွဲသာသမီပဲဆွဲတစုံတရာကိုဆွဲလန်းနဲ့ဆုပ်ကင်လိုက်ပြီးဒါမှဒါပဲဆိုပြီးမလွတ်နိုင်မရွှေ့နိုင်မပြောင်းနိုင်အဲ့ဒါဥပါဒံဒီနေရာမှာဥပါဒံဆိုတာဒေချာသဘောပေါက်တော့မှာမဟုတ်ရင်ရောတတ်တယ်ဥပါဒံဆိုတာကဆုပ်ကင်ထားတဲ့အရာလို့ပြောပါတယ်အစွဲရှစ်တိုးတော့မယ်နောက်မဆုပ်တော့ဘူးစွန့်ထင်းနေတဲ့အရာဖျက်လို့မရတော့ဘူးမိမိတို့စိတ်ထဲမှာတည့်ရသေးလို့မှတ်ထားလိုက်တဲ့အရာအဲ့ဒါဥပါဒံပဲ
ဒါတို့ဆရာမဆရာပဲလို့မှတ်ထားလိုက်ရင်အဲ့ဒါဘာဖြစ်လဲဥပါဒံတို့ဖရာမဖရာပဲတို့တရားမတရားပဲတို့တန်ခါမတန်ခါပဲဆိုရင်အဲ့ဒါဥပါဒံဘာကြောင့်ဥပါဒံဖြစ်လဲဆိုတော့ကိုကသိမ့်ပိုက်လိုက်လို့ဥပါဒံဖြစ်တာဒါငါတို့ဘာဆိုပြီးတော့သိမ့်ပိုက်လိုက်လို့ဘာဖြစ်တာလဲဥပါဒံဒီနေရာမှာသဘောပေါက်ရမှာကသိမ့်ပိုက်မှုနဲ့သိမြင်မှုကိုသဘောပေါက်ရသိတာကဘုရားအတိုင်းသိတရားအတိုင်းသိသံဃာအတိုင်းသိရတယ်ငါပိုင်ငါဆိုင်သွားလုပ်လို့မရဘူးငါတို့ပိုင်တာပဲဆိုပြီးတော့ကိုကတခါတည်းစိတ်ထဲမှာသိမ့်ပိုက်ထားလိုက်ရင်အခုဘာသာရေးပြဿနာဖြစ်တာအဲ့ဒါပေါ့ကလာပမာအဓိကရုံတို့တရုတ်ပမာတို့ဖြစ်တာတွေဟိုမှာဂရုစိတ်စစ်ပွဲမှာခရစ်ယာန်နဲ့အစ္စလာမ်တွေတတ်ကြတာတွေအဲ့ဒါဟာသူတို့ရဲ့သိမ့်ပိုက်မှုဥပါဒံကြောင့်သူတို့ဘာသာသူတို့ယုံကြည်တာသိမြင်တာကိစ္စမရှိဘူးယုံလို့ရတယ်သိလို့ရတယ်ငါတို့ဘာသာမှငါတို့ဘာသာပဲဆိုပြီးတော့သိမ့်လိုက်အဲ့ဒီဘာသာသားလေးအဆုံးစွန်ဒါဟာပန်းနိုင်မယ်သူတို့ရဲ့ခိတ်ဆုံးပဲဆိုလို့ရှိရင်အဲ့ဒါဥပါဒံဖြစ်သွားအောင်ဒီနေရာမှာဒေတာသဘောပေါက်အောင်နားထောင်သိမ့်ပိုက်ရမှာမဟုတ်ဘူးသိမြင်ရမှာခရစ်ယာန်အကြောင်းသိရတယ်ဗုဒ္ဓဘာသာအကြောင်းသိအကုန်သိလေကောင်းနေပဲသိပြီးတော့ကိုခုနဆွဲလန်းထားရင်ဒုက္ခရောက်မယ်မဆွဲထားရင်ဒုက္ခမရောက်ဘူးဆိုတာနားလေတာအဲ့ဒါသိမြင်မှုနဲ့သိမ့်ပိုက်မှုဟာတော်တော်ကွာပါတယ်တကယ်တော့သိမြင်အောင်ကြိုးစားမှခုနဆွဲလန်းမှုဥပါဒံဆိုတဲ့သိမ့်ပိုက်မှုပျောက်မှာမဟုတ်ရင်ဒါတို့ဖရာဒါတို့တရားဒါတို့တန်ခါငါတို့ဘုန်းကြီးဆိုပြီးတော့ပြဿနာဖြစ်ပါတယ်ဟိုတော်မှာကျေးရွာဒေသလေးတစ်ခုမှာဦးဇင်းတို့ကျောင်းသွားထိုင်မှုတယ်အရှိပိုင်းနောက်ပိုင်းကိုယ်အရှိပိုင်းနောက်ပိုင်းကလည်းအရှိပိုင်းကနှစ်ချမ်းတစ်ခါပြန်ဖြစ်နောက်ပိုင်းကလည်းနှစ်ချမ်းတရွာတည်း၄စိတ်ဖြစ်ချင်တော့အဲ့ဒီရွာကြမှာကျောင်းကသွားထိုင်မိတယ်ဆရာသမားတွေကလည်းဟိုသူရဲကောင်းလွတ်တယ်ပြောမှာပေါ့မင်းသွားကွာဆိုပြီးတော့လွတ်လိုက်တော့အဲ့ဒီကိုရောက်တဲ့အတိုင်းနေရတာပေါ့မနေ့ပဲဆုံးခံကြွရင်ဒီလိုရွာတော့ရှေ့ပိုင်းနောက်ပိုင်းသာခွဲတာဆုံးခံကြွတော့အကုန်လုံးကြွတန်းဆုံးပေါ့ထိုင်တဲ့အိမ်တော့မရှိပါဘူးတန်းဆုံးကြွတဲ့အခါဘာပြဿနာတက်လဲဆိုတော့လောင်းတဲ့သူရှိသလိုမလောင်းတဲ့သူလည်းရှိကြသို့တော်လည်းပဲဒါသူတို့ကိစ္စကိုယ့်ကိစ္စကိုယ့်အကိုမေတ္တာပို့ပြီးတရားနှလုံးသွင်းပြီးကြွဖို့ပဲရှိတော့အဲ့တိုင်းသွားဘာပြဿနာတက်လဲဆိုတော့အဲ့ကလေးတွေကသူတို့ကမသိကြချာဘုန်းကြီးကြွလာတယ်ဆိုတော့ရှ िख ိုးကြတာပေါ့ဆုံးခံကြွရှ िख ိုးတော့အရှိပိုင်းကလေးကနောက်ပိုင်းကလေးကိုပြောတယ်ဒါတို့ဘုန်းကြီးနေလို့မရှ िख ိုးနဲ့စဉ်းစားကြည့်တယ်ကလေးတွေဘာမှမသိဘူးအရှိအနောက်ဆိုတဲ့အစွဲကြောင့်ရှ िख ိုးတာတော့မှအရှိခိုးမခံဘူးတို့ဘုန်းကြီးမရှ िख ိုးနဲ့နေတို့နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါဘာကြောင့်ဖြစ်တာလဲဥပါဒံကြောင့်အစွဲကနေလာတာလေကလေးမာရင်သွားစွဲနေတယ်အဲ့တော့ကောင်းသလားဆိုတော့မကောင်းတော့ဘူးရံဖြစ်ကြဒါကြောင့်မလို့ဘုန်းကြီးဆွဲဆိုတာအဲ့လိုဘုန်းကြီးဆွဲပြီးတော့ပြဿနာကွဲတတ်ရွာတွေကနှစ်ချမ်းကွဲတတ်တယ်ပြဿနာတွေဖြစ်အများကြီးပါပဲမြန်မာတိုင်းနိုင်ငံလုံးဘုန်းကြီးကြောင့်ပြဿနာဖြစ်တာမဟုတ်ဘူးဘုန်းကြီးမှသိရင်ကိစ္စပြီးတာပဲဘာကြောင့်ပြဿနာဖြစ်လဲဥပါဒံကြောင့်ပြဿနာဖြစ်တာဥပါဒံကဒုဘုန်းကြီးလှုပ်လိုက်တော့ဒုဘုန်းကြီးဆိုတော့သူများနဲ့ဆိုင်သေးလားမဆိုင်တော့အဲ့ဒါသိမြင်တာမဟုတ်ဘဲနဲ့ဘာဖြစ်သွားလဲသိမ့်ပိုက်တာဖြစ်သွားအဲ့သိမ့်ပိုက်မှုမှာတွေနောက်ဆုံးထားလို့ကတော့အဲ့ဒါဥပါဒံပဲသာသမီတိုင်းသိလို့ရတယ်သို့တော့ငါသာသမီမှငါသာသမီပဲလို့မသိမ့်ပိုက်ပါနဲ့သိမ့်ပိုက်လိုက်ရင်အဲ့ဒါဥပါဒံလို့ခေါ်တယ်ကိုယ်သာအတိုင်းတော့သိတာပေါ့ခဲထားပါဒီအိဗယ်လေးကနည်းနည်းရောချင်ရောနေမယ်အသုံးပြုစရာနဲ့သိမ့်ပိုက်ထားစရာဆိုပြီးနှစ်မျိုးရှိစားစရာတစ်ခုတွေ့တဲ့အခါမှာစားစရာစားမှာပေါ့စားစရာစားတယ်ဆိုတာအသုံးပြုတာဒီစားစရာငါဟာဆိုပြီးသိမ့်ထားရင်အဲ့ဒါဘာဖြစ်လဲဥပါဒံစားစရာရှိလို့စားတာဥပါဒံမဟုတ်ပါဘူးအဲ့ဒါကအသုံးပြုတာလို့ခေါ်တယ်မျက်စိပါလို့ကြည့်တယ်ဥပါဒံမဟုတ်ပါဘူးကြည့်ချင်လို့ကြည့်တယ်စိတ်ထဲစွဲနေလို့မမြင်ရမနေလိုက်ပြီးကြည့်တယ်ဆိုတာကအဲ့ဒါဘာဖြစ်သွားလဲဥပါဒံသိမ့်ပိုက်တာနဲ့သိမြင်တာသိမ့်ပိုက်တာနဲ့အသုံးပြုတာအဲ့လိုလေးခွဲထားအဲ့ဒါဆိုရှင်းသွားလိမ့်ကိုရှိတာတော့ကိုသုံးရမှာပေါ့ပတ်စံရှားရမှာပေါ့လူလောကစားဝတ်နေရေးရှိတယ်ရှားမယ်ရှားတဲ့ဟာလည်းပါပြန်လို့သုံးရမှာပဲရှားတဲ့ဟာရှားပြီးတော့မသုံးပဲသိမ်းထားရင်အဲ့ဒါဘာဖြစ်သွားလဲဥပါဒံသိမ့်ပိုက်မှုလို့ခေါ်သိမ့်ပိုက်မှုလို့ခေါ်
အခုယဟန်တန်ကလည်းယဟန်တန်ကသိရမှာပေါ့ဒါယဟန်ပဲဒါတန်ကပဲသိတာပေါ့သူ့ကြောင့်သူ့အကျိုးသိတာပဲသို့တော့ဒါတို့ဘုံကြီးတို့တန်ကဆိုရင်ဘာဖြစ်သွားလဲသိမ့်ပိုက်တာဖြစ်သွားအဲ့သိမ့်ပိုက်မှုရောက်ရင်ဘယ်ရောက်သွားဥပါဒံကိုရောက်သွားပြီအဲ့ဒီခါကျရင်နွားနှစ်ကောင်တစ်ကောင်နဲ့တစ်ကောင်ကျိုးနဲ့တုတ်ထားသလိုတစ်ကောင်ပြုတ်ကြနောက်တစ်ကောင်လည်းပါသွားအဲ့ဒါဥပါဒံဆိုတာအစွဲဆွဲထားတာဆုပ်ထားတာဒီတော့မိမိတို့ဟိုးငယ်စဉ်တောင်ကြီးကလေးဘဝတွေကတိလာတဲ့အတိတွေရိုးရာဓလေ့ထုံနှန်းစင်လာတွေကိုတေချာပြန်လဲဆန်းစစ်ဝေဖန်သုံးသပ်ကြည့်ပါရိုးရာဓလေ့မရှိရဘူးလားရှိရမယ်တိထားပါဒါပေမဲ့ဒါတို့ဓလေ့ပဲဆိုပြီးတော့ဆုပ်ကင်မထားနဲ့အများနဲ့ပတ်သက်ပြီးတော့လုံနိုင်ခွင့်ရှိတယ်လှုပ်လို့ရတဲ့အခြေအနေမျိုးမှာအကုသိုလ်လည်းမဖြစ်ဘူးဆိုရင်လှုပ်အကုသိုလ်ဖြစ်လောက်တဲ့လုပ်ငန်းမျိုးတော့စွဲပြီးတော့သွားမဆုပ်ထားလိမ့်နဲ့ဘုရားကရိုးရာဓလေ့တွေမပယ်ပါဘူးရိုးရာဓလေ့ထုံးတမ်းစင်လာတွေမပယ်ဘူးဘာဖြစ်လို့မပယ်လဲဆိုတော့လူတွေဆိုတာဒါအကုန်စွန့်နိုင်တာမှမဟုတ်ပဲသို့တော့အကုသိုလ်ဖြစ်မှာတော့တားပါတယ်အကုသိုလ်တော့မဖြစ်စေနဲ့မကောင်းမှုတော့မဖြစ်စေနဲ့အခုတရားအခါရိုးရာဓလေ့ထုံးတမ်းစင်လာရတယ်ပူနေတဲ့အချိန်ကြောင်နဲ့တယောက်ရေလောင်းနှစ်ဟောင်းကညှိကြီးတွေနှစ်တစ်ကိုမကူအောင်လို့ရေလောင်းတတိတံဝေကလေးရအောင်ဟောအယက်တော့ဘူးမူးထူပြီးလျှောက်ရေပက်နေတာဒါမျိုးတော့မလုပ်ကြနဲ့လို့တကယ်လို့ဘုရားရှိရင်လည်းတားမှာပဲအခုတော့ရိုးရာဓလေ့ထုံးတမ်းစင်လာနေအခုဘာတွေဖြစ်လဲဆိုတော့အဲ့လိုအကုသိုလ်တွေကဖြစ်နေကြတယ်အယက်တကြံဖြစ်နေပြီအဲ့ဒါတနိုင်ငံလုံးပဲအမျိုးသမီးတွေပါတောက်တယ်ဒါကိုမျိုးလေးရပါစတွေ့ရတာမြို့ကြီးဆိုရင်တော့ပြောမနေတော့နဲ့ဖြစ်မိတဲ့နေရာတွေကဲဒါဆိုလို့ရှိရင်အဲ့ဒီဥပါဒံအစွဲဥပါဒံတွေကြောင့်ဒီလိုဖြစ်နေကြတာပါပဲခဲဥပါဒံတွေကနေလာပြီးတော့မကောင်းမှုတွေတစ်ခါပြန်ဖြစ်ဒါကြောင့်အစွဲဥပါဒံတွေနည်းနိုင်သမျှနည်းအောင်စားကြရတွေလည်းမစွဲနဲ့မစားနဲ့လို့ပြောတာမဟုတ်ဘူးကြုံနဲ့တွေ့တဲ့စားပေါ့ကောင်းကောင်းဆိုးဆိုးကြုံသမျှလက်ခံပြီးတော့ဒီလိုနေသွားနိုင်အောင်ကြိုးစားပြည့်စုံဥစ္စာမရှာနဲ့မဟုတ်ဘူးရှာလို့ရတယ်ရှာပြီးရင်ဘာလို့အောင်သုံးအောင်ပြန်စွန့်အောင်ပြန်ထုတ်ပြရသိမ့်မထားနဲ့သိမ့်ထားရင်ဓာတ်ချုပ်နေသလိုပဲအဲ့ဒါတပူပူတပင်ပင်နဲ့ဒုက္ခတွေရောက်ရောသာသမီတွေလည်းပဲသူတို့အခြေအနေတွေရှိကြပါတယ်ခုနပြောတဲ့အတိုင်းပေါ့သူတို့မှာသူတို့ခံစားချက်နဲ့သူတို့အစွဲတွေရှိကြငယ်ငယ်ရွယ်ရွယ်မှာဆွဲကြတာပဲကလေးဘဝကလေးဆွဲရှိတယ်လူလက်ပိုင်းဘဝလူလက်ပိုင်းဆွဲတွေရှိတယ်သို့တော့သူတို့ကိုသိအောင်ပြောထားအသိဉာဏ်လေးရှိအောင်ပြောထားဆွဲရင်တော့ပူမှာပဲဟေးပူရင်တော့ကိုယ့်ဘာသာကိုရှာတဲ့ဒုက္ခကိုယ်ပဲဆင်းရဲမှာပဲမဆွဲလို့ရှိရင်တော့ကြည့်လဲကြည့်ရလိမ့်မယ်မြင်လဲမြင်ရလိမ့်မယ်ကြားလဲကြားစားလဲစားရလိမ့်မယ်သွားလဲသွားရလိမ့်မယ်သို့တော်မင်းတို့တက်တာမယ်ဟေးဆိုတာဒါလေးတွေသိအောင်သင်ပေးထားရင်ကိုကောင်းတာကိုကောင်းတယ်လို့ကိုသားသမီးကိုကောင်းစေချင်တယ်ဆိုရင်ဒါသိအောင်သင်ထားပေးရမှာပေါ့ဒါမှမလို့ဒီရေးဟာကြဲကြဲပြန့်ပြန့်တွေးပါဆရာတော်တွေကလည်းပဲယဟန်တန်ဃာတွေကလည်းပဲကိုယ်တကာတော်မတွေသူ့ဆွဲကိုယ်ဆွဲမဖြစ်ဖို့အဲ့ဒါကိုဟောပေးရမှာပဲမဟုတ်လို့ကတော့တကောက်ကောက်နဲ့လိုက်ပြီးတဝဲဝဲလဲလဲနဲ့ဒုက္ခတွေရောက်လို့ခုနပြောတဲ့အတိုင်းခိုင်ရိုင်ဥပါဆိုရင်နွားနှစ်ကောင်ကျိုးနဲ့ချီထားသလိုတကောင်ကဆွဲပြီး၆ထဲကျနောက်တကောင်ကပါရောတွဲနေတာကိုစွဲနေတာကဲအဲ့တော့သူ့ဘာသာသူကြကမှကြရောကိုနဲ့မဆိုင်ဘူးလို့အဲ့လိုသဘောထားနိုင်ရမယ်တိတော့တိရမယ်မစွဲရဘူးသုံးတော့သုံးရမယ်မစွဲရဘူးစွဲလိုက်ရင်ဥပါဒံဖြစ်တယ်မစွဲလို့ရှိရင်ဥပါဒံမဟုတ်ဘူးအဲ့ဒါတော့သဘောပေါက်လိုက်သဘောပေါက်အောင်လဲကြိုးစားအဲ့ဒါလို့ကြိုးစားရင်ရပါတယ်လောကကြီးမှာတကယ်ဒုက္ခရောက်နေတာအဲ့ဒီဥပါဒံကနေရှေ့တိုးလိုက်ရင်ဥပါဒံနဲ့ခန္ဓာဆိုတဲ့သဘောတရားအကောင်ထဲမရှိဘဲနဲ့နှိမ့်ဆက်အကောင်ထဲမရှိဘဲနဲ့နှိမ့်ဆက်နေတဲ့ဥပါဒနဲ့ခန္ဓာဆိုတာတစ်ခါလာသေးတယ်ဥပါဒနဲ့ခန္ဓာဆိုတာဘာပြောလဲဆိုတော့အစွဲဖြင့်ဆုပ်ယူထားလိုက်တဲ့ခန္ဓာတွေအစွဲဖြင့်ဆုပ်ယူထားလိုက်တဲ့ခန္ဓာကိုဥပါဒနဲ့ခန္ဓာလို့ခေါ်တယ်အဲ့ဒီဥပါဒနဲ့ခန္ဓာကြောင့်မိမိတို့ဟာငကိုဆင်းရဲရနေပြီးတော့အပိုးဆင်းရဲတွေထပ်ပြီးတော့ရကြငကိုဆင်းရဲဆိုတာကမိမိတို့ရထားတဲ့ခန္ဓာကိုယ်ကြီးကငကိုမူရင်းအပြင်ဆင်းရဲပဲကောင်းကြိုက်တဲ့ဘိုင်းနာတဲ့အာမလေးဒုက္ခပါပဲလို့ညီးရလောက်တဲ့ဆင်းရဲသပင်ဖြူတဲ့သွားကျိုးတဲ့နားထိုင်တဲ့မျက်စိမုံတယ်ဆိုပြီးတော့တရွေ့ရွေ့နဲ့ဖောက်ပြန်ပြောင်းလဲတဲ့ဆင်းရဲအဲ့ဒါလိုမှမဟုတ်ပဲခုဖြစ်ဆိုတဲ့ဆင်းရဲအဲ့ဒီဆင်းရဲ၃ခုကအမြဲတမ်းရနေလို့ဒါငကိုဒုက္ခမိမိတို့ခန္ဓာကိုယ်မှာငကိုဒုက္ခရှိအဲ့ဒီငကိုဒုက္ခအနေမှာအပိုဒုက္ခကတစ်ခါထပ်လာတယ်အပိုဒုက္ခဘာလာလဲဆိုတော့ဥပါဒနဲ့ခန္ဓာလာတာ
အစွဲနဲ့ဖမ်းထားတဲ့ခန္ဓာတွေကြောင့်အစွဲနဲ့ဘယ်လိုဖမ်းသလဲအစွဲနဲ့ဘယ်လိုဖမ်းသလဲဆိုတော့ခုနတုန်းကကြည့်ပေါ့ခုနတုန်းကဇာတ်လမ်းမှာရှင်မွေးလုံးတို့မင်းနန္ဒာတို့ရိုမီယိုတို့ဂျူလီယက်တို့ဇာတ်လမ်းမှာတယောက်နဲ့တယောက်ဟာအဝေးကြီးတယောက်တနေရာစီနေကြတာသို့တော့တဦးကိုတဦးကစိတ်ထဲမှာအာယုံပြုသလားမပြုဘူးလားပြုတယ်တဦးကိုတဦးအာယုံပြုတော့တယောက်ရဲ့ခန္ဓာဟာတယောက်အတွက်ဥပါဒณะခန္ဓာဖြစ်နေရှင်မွေးလုံးရဲ့ခန္ဓာကိုယ်ဟာခန္ဓာကိုယ်လို့ပဲသုံးရုပ်တရားနံတရားခန္ဓာ၅ပါးဒါဆိုရင်သိသဘောပေါက်မှာမဟုတ်သေးလို့သူ့ရဲ့ခန္ဓာကိုယ်ဟာမင်းနန္ဒာအတွက်ဥပါဒณะခန္ဓာဖြစ်ဘာဖြစ်လို့လဲသူ့အာယုံနဲ့လှမ်းပြီးယူထားလို့သူ့အာယုံထဲမှာဒါကပေါ်နေတယ်လှမ်းယူထားတာမင်းနန္ဒာကိုလည်းပဲဟိုဘက်ကစိတ်ထဲကနေအာယုံပြုပြီးတော့ယူထားတယ်စိတ်ထဲမှာရောက်နေတာအဲ့တော့ဘာခန္ဓာခေါ်လဲဥပါဒณะခန္ဓာတယောက်အတွက်တယောက်ဟာဥပါဒณะခန္ဓာဖြစ်ကိုကလူတယောက်ကိုသွားဆွဲလန်းမိပြီဆိုရင်ကိုဆွဲလန်းခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ခန္ဓာဟာကိုယ့်အတွက်ဥပါဒณะခန္ဓာပဲကိုသူများကလာဆွဲလန်းရင်အဲ့ဒီဆွဲလန်းတဲ့ပုဂ္ဂိုလ်ဟာဆွဲလန်းတဲ့ပုဂ္ဂိုလ်အတွက်ကိုယ်ခန္ဓာဟာသူ့အတွက်ဥပါဒณะခန္ဓာအဲ့တော့ဥပါဒณะခန္ဓာကအစစ်အဲ့ဒီဥပါဒณะခန္ဓာကဘာသွားထိုးလဲဆိုတော့အရိပ်အနေနဲ့ဟိုဘက်မှာသူ့အာယုံနဲ့သူ့ဆွဲထဲမှာသွားပေါ်အစစ်ကကိုယ်ခန္ဓာကိုလာပြီးဆွဲထားတယ်ခုနဆရာတော်ဘုရားဆိုပြီးလာဆွဲထားရင်အဲ့ဒီဆွဲတဲ့တရားဓမ္မတွေစီမှာအဲ့ဒီဆရာတော်ဘုရားဟာဥပါဒณะခန္ဓာဖြစ်အဲ့ဒီတရားတွေရဲ့ဥပါဒณะခန္ဓာအဲ့ဒီဆရာတော်ပဲဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကတော့သွားမနှိမ့်ဆက်ဘူးအတွေ့သူတို့ရဲ့အစွဲပုံရိပ်ကနေပြီးတော့သူတို့ကိုနှိမ့်ဆက်ရတော့ဘယ်လိုများဖြစ်လဲမသိဘူးဒုက္ခပါပဲစသည်ဖြင့်ပေါ့လေပြန်တော်မူတော့လည်းပဲလူကမနေနိုင်ဘူးမျက်ရည်ရကျဘသူများအာကိုရပါမလဲဆိုပြီးတော့ဘာကြောင့်အဲ့လိုဖြစ်လဲဆိုရင်ဥပါဒณะခန္ဓာကြောင့်ဒါဥပါဒณะခန္ဓာသဘောပေါက်အောင်ကြည့်ရင်သူတပြန်ကိုတပြန်ဆွဲထားတယ်သူတပြန်ကိုတပြန်မဆွဲလဲကိုယ့်ဘက်ကတစ်ဖက်သက်ဆွဲလဲပဲတစ်ဖက်ကပုဂ္ဂိုလ်ဟာဘာဖြစ်နေလဲဥပါဒณะခန္ဓာဖြစ်ဒါကလူချင်းပုဂ္ဂိုလ်ချင်းပြောတာပစ္စည်းပေါ်မှာသွားဆွဲထားလဲအဲ့ဒီပစ္စည်းဟာဥပါဒณะခန္ဓာကိုယ်မှာရွှေလေးရှိတယ်အဲ့ဒီရွှေလေးအိမ်မှာသိမ်းထားတယ်အဲ့ဒီရွှေကိုကိုယ်ကစိတ်ထဲမှာငါပန်ပစ္စည်းပဲဆိုပြီးတော့လောဘဆိုတဲ့တဏှာဒိဋ္ဌိဆိုတဲ့အယူမှာငါပိုင်ငါဆိုင်အဲ့ဒါလိုအာယုံပြုပြီးဆွဲထားရင်အဲ့ဒီရွှေလေးဟာကိုယ့်အတွက်ဘာဖြစ်နေလဲဥပါဒณะခန္ဓာဟိုမှာအိမ်မီးလောင်မီးဆိုလို့ရှိရင်ဒါမှမဟုတ်သခိုးဝင်ခိုးတယ်လို့သတင်းကြားလိုက်တယ်ရွှေရပြောက်မှမသိမပြောက်မှမသိဒီမှာပူသလားမပူလားဘာဖြစ်လို့ပူတာလဲအဲ့ဥပါဒณะခန္ဓာကြောင့်ပူတာဟိုမှာတကယ်ဖြစ်မှမသိမဖြစ်မှမသိကိုယ်ဒီမှာလာပြီးပူနေရတယ်အဲ့ဒါဥပါဒณะခန္ဓာဥပါဒณะခန္ဓာကြောင့်ငကိုဆင်းရဲရနေဘာထရောက်လာလဲအပိုဆင်းရဲစိတ်ဒုက္ခညှင်းဆဲခံရတာစိတ်အညှင်းဆဲခံရတာအဲ့ဒါရောက်လာဘယ်ဒီတော့အတွင်းပဲပြန်လဲကိုယ်ခန္ဓာကိုကငါဆိုတဲ့အနေနဲ့ဒိဋ္ဌိရှိခင်နေတဲ့ဆရာတွေ့တာဆရာအနေနဲ့လောဘတဏှာအဲ့ဒါနဲ့အာယုံပြုပြီးတော့ကိုဆွဲထားတယ်ဒီတော့ကိုယ်စိတ်နဲ့ကိုယ်ဟာကိုယ်စိတ်အတွက်ကိုယ်ခန္ဓာကိုယ်ဟာဘာဖြစ်နေလဲဥပါဒณะခန္ဓာကြီးဖြစ်ဥပါဒณะခန္ဓာကြီးဖြစ်နေတော့ခန္ဓာကိုယ်ကတစုံတရာပေါက်ပြန်ပြီးခေါင်းကိုက်ပြီးပိုင်းနာပြီးသို့မဟုတ်တစုံတရာပေါ့ကာတိုက်ခံလိုပဲလက်ပဲနာခြေထောက်ပဲနာအဲ့ဒါလိုဖြစ်လာပြီးဆိုရင်စိတ်ကလည်းပဲနာလာပြီဘာဖြစ်လို့လဲဥပါဒณะခန္ဓာရှိနေလို့ဘာဖြစ်လို့နာတာလဲဥပါဒณะခန္ဓာရှိနေလို့စိတ်ကဓမ္မလာဆုပ်ထားတာအဲ့ဒါဥပါဒณะခန္ဓာရဲ့သဘောပေါ်အောင်လာကြည့်ကိုယ်မှာသားသမီးရှိရင်သားသမီးကိုကြည့်လိုက်တဲ့အခါသားသမီးရဲ့ခန္ဓာကိုယ်ကသူ့ဘာသာသူဖြစ်ပြနေသွားနေတာရုပ်ရဲ့ပေါက်ပြန်မှုနာရဲ့တိမှုဒီလိုနေတာသို့တော်လည်းပဲကိုကအာယုံပြုထားတယ်ဒါငါသားငါသမီးပဲခင်မင်းစရာအနေနဲ့လည်းပဲအာယုံပြုထားတယ်တွဲလန်းပြီးတော့ငါဆိုတဲ့အယူမားနဲ့ပဲသားသမီးဆိုတဲ့ပုဂ္ဂိုလ်တ attva တကောင်တယောက်တစ်ခုအကောင်ထဲအနေနဲ့လည်းပဲသွားပြီးစွဲပြီးတော့အဲ့ဒါလိုယူထားလိုက်ရင်အဲ့ဒီသားသမီးဟာကိုယ့်အတွက်ဘာဖြစ်နေလဲဥပါဒณะခန္ဓာလူဟာဟိုမှာကောင်းတော်ရှိသိုးတော်ရှိညနေဆောင်လေးအပြင်ထွက်သွားတယ်10နာရီ17နာရီ17နာရီပြန်မရောက်လာဘူးသူ့ဘာသာသူတခြားတနေရာမှာစကားပြောနေလို့ပြန်မရောက်လာတာလည်းဖြစ်ချင်းဖြစ်မှာသို့တော်ကိုကဘာဖြစ်နေလဲပူပြီးစိတ်ထဲမှာဒါပူသူကနှိမ့်ဆက်တာလားမဟုတ်ပါဘူးဘာကနှိမ့်ဆက်တာလဲဥပါဒณะခန္ဓာကနှိမ့်ဆက်တာသူ့ကိုသွားပြီးတော့တဏှာတို့ဒိဋ္ဌိတို့လောဘတို့အယူမားတို့နဲ့သွားပြီးဆွဲလန်းထားတဲ့ကိုယ့်ရဲ့အစွဲဥပါဒณะခန္ဓာအစွဲဆိုတော့သူမပါရင်လည်းမဖြစ်ဘူးကိုယ်မှာအစွဲမရှိရင်လည်းမဖြစ်ဘူး
နှစ်ခုပေါင်းလိုက်တော့ဘာဖြစ်လာဥပါဒဏ်နဲ့ခန္ဓာဖြစ်လာဥပါဒဏ်ဆိုတာကကိုယ်ဆွဲခန္ဓာကဒုက္ခန္ဓာနှစ်ခုပေါင်းလိုက်တော့ဘာဖြစ်လာလဲဥပါဒဏ်နဲ့ခန္ဓာအဲ့ဒီနှစ်ခုပေါင်းလိုက်တော့မှဥပါဒဏ်နဲ့ခန္ဓာဖြစ်တော့ပုံမှာကဘာဖြစ်လို့ဖြစ်မှမသိသေးဘူးကိုယ်မှာရင်ထဲပူနေအနှိမ့်ဆက်ခံရလားမခံရဘူးလားခံရတယ်အနှိမ့်ဆက်ခံရတယ်အဲ့ဒါဥပါဒဏ်နဲ့ခန္ဓာငကိုဆင်းရဲကနေအပေါ်ဆင်းရဲတဲ့ကြားတွေကညှင်းဆဲခံရတာအိုတဲ့ကြားတွေကငိုရတယ်ဆိုတာအိုယုံနဲ့မနေတာငိုပါငိုနေရတယ်ဆိုတာအဲ့ဒါတွေကြောင့်ဘာရှိလို့လဲဥပါဒဏ်နဲ့ခန္ဓာရှိလို့အဲ့ဥပါဒဏ်နဲ့ခန္ဓာကချုပ်ကင်ထားတော့မနေနိုင်ဘူးပါဇက်ကပြောရအောင်မလေးပါလေးတာရတယ်လာစမ်းမအောင်လောက်ကြအောင်ကကြည်တာပေါင်းဝိုင်းကြပါဦးလက်ကမနေနိုင်ချီရမနေနိုင်နဲ့ဘလူနှိမ့်ဆက်တာဥပါဒဏ်နဲ့ခန္ဓာနှိမ့်ဆက်တာဘသူဖန်တီးတာလဲဥပါဒဏ်နဲ့ခန္ဓာဖန်တီးတာဘသူအုပ်ချုပ်တာလဲဥပါဒဏ်နဲ့ခန္ဓာအုပ်ချုပ်တာဒီတော့ဘဝမှာကိုယ်ဘဝတွေဟာအခုလိုဒုက္ခတွေလည်းရငကိုဒုက္ခတွေရောဘိုဒုက္ခတွေရောဒီတိုင်းဆင်းရဲနေရတာဥပါဒဏ်နဲ့ခန္ဓာကြောင့်ဆိုတာသွားတွေ့ရသူတို့ကအုပ်ချုပ်ထားတာသူတို့ကဖန်တီးထားတာသူတို့ကစေခိုင်းသူတို့ကညွှန်ကြားတာအဲ့ဒီအတိုင်းကိုလဲနေရတခါမှအေးဘွက်ကိုရှာလို့မရဘူးဒါကြောင့်မလို့ဒီဥပါဒဏ်နဲ့ခန္ဓာနဲ့ဥပါဒဏ်ကိုနားလည်ထားသူတို့မရှိရင်ရောနေလို့ရသလားနေလို့ရတယ်အစွဲမရှိလဲနေလို့ရတယ်အစွဲမရှိရင်အစွဲကြောင့်ဖြစ်တဲ့ပုံရိပ်ကိုရှိပါတော့မလားအစွဲနဲ့ပြုထားတဲ့အစွဲနဲ့ယူထားတဲ့ခန္ဓာတွေရောရှိနိုင်မှာတော့မလားမရှိတော့ဘူးအဲ့ဒီတော့သူ့ဟာသူလမ်းကြောင်းသူ့လမ်းကြောင်းသူသွားကြတော့သူ့လမ်းကြောင်းသူသွားပြီမဲ့ခုနကပြောတဲ့အတိုင်းသိမ်းနာတာမသိမ်းနာတာသုံးတော့သုံးပါတယ်တဲ့သိမ်းနာတာမသိမ်းထားတာသိတော့သိပါတယ်ဖရာမှန်သိပါတယ်တရားမှန်သိပါဘုန်းကြီးမှန်သိပါတယ်သို့တော်လည်းပဲဒါတို့ဘုန်းကြီးတို့ဖရာတို့တရားရဲ့လို့မသိမ်းပိုက်တော့သားသမီးတို့သားသမီးတိုင်းသိပါတယ်ဒါငါသားငါသမီးဆိုပြီးတော့မသိမ်းပိုက်တော့အဲ့ဒီအခါကျတော့မြင်လဲမြင်ရသေးတယ်စိတ်လဲချမ်းသာသေးတယ်စကားလဲပြောရသေးတယ်စိတ်လဲအေးရသေးတယ်ကောင်းသလားမကောင်းဘူးလားကောင်းတယ်ကိုယ်ခန္ဓာကိုယ်လည်းဒီတိုင်းပဲကိုယ်ခန္ဓာကိုယ်ရှိတာကိုသိပါတယ်သိလို့ရပါတယ်သွားပြီးတော့ဥပါဒဏ်အနေနဲ့မစွဲနဲ့ဥပါဒဏ်နဲ့ခန္ဓာမဖြစ်စေနဲ့ဥပါဒဏ်စွဲလည်းမရှိဘူးဥပါဒဏ်နဲ့ခန္ဓာလည်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဘယ်လောက်လွတ်လာမလဲစဉ်းစားကြည့်တယ်စိတ်ကအေးချမ်းလွတ်လပ်ပါဇက်ကတော့စားရတာပဲမျက်စိကမြင်ရတာပဲနားကလည်းကြားရတာပဲဘာလာသူ့မှာလွတ်လွတ်လပ်လပ်နဲ့ချမ်းသာနေတာကိုတွေ့ရလိမ့်ဒါကြောင့်မလို့အဲ့ဒီသဘောတရားသဘောပေါက်အောင်လုပ်ပါအဲ့ဒါကိုယ့်အတွက်အကောင်းကိုရယူခြင်းပဲအကောင်းဆိုတာကတက်တာတာငြိမ်းချမ်းတာလွတ်မြောက်တာကိုအကောင်းလို့ဆိုလိုတာပါဥပါဒဏ်ဆွဲနဲ့ကောင်းတာရှိသေးတယ်ဥပါဒဏ်ဆွဲနဲ့ကောင်းတာကရှေ့တုန်းကလာပါတယ်သားရှိတော့သားကြောင့်ပြောရတယ်မယားရှိတော့မယားကြောင့်ပြောရတယ်ပစ္စည်းရှိတော့ပစ္စည်းကြောင့်ပြောရတယ်ဆိုတာဒါဥပါဒဏ်ဆွဲနဲ့အဲ့ဒီအစွဲနဲ့ကောင်းတယ်လို့ထင်တာတကယ်တော့သဘာဝမှာအဲ့ဒီသဘာဝမှာအကောင်းရှိတယ်လို့ပြောရတဲ့အချိန်တွေရှိတယ်လို့အဆိုးဆိုတဲ့သားရှိတော့သားကြောင့်ပူရမယားရှိတော့မယားကြောင့်ပူရပစ္စည်းရှိတော့ပစ္စည်းကြောင့်ပူရဆိုတဲ့အဲ့ဒီအပူကတခါလာပြန်အောင်အဲ့ဒီကဏ္ဍမှာတော့တကယ်ချမ်းသာတာမဟုတ်ပါဘူးတဝက်ရောနေတယ်တဝက်ရောနေတော့စကားပြောကြတယ်လေဆိုထားတာမရှိမကောင်းရှိမကောင်းလို့သုံးတာကြားဘူးတယ်မလားသားစရာမရှိရင်ကောင်းသလားမကောင်းပါဘူးရှိရင်လည်းကောင်းသလားဆိုတော့ရှိရင်လည်းမကောင်းပါဘူးအဲ့ဒါသဘောပေါက်တော့မှအစွဲလွတ်မှာမရှိမကောင်းဆိုတာမရှိတော့ဗိုက်စားတာပေါ့ဘယ်ကောင်းမလဲရှိမကောင်းဆိုတာကရှိတယ်စားလို့ရရင်တော်ပြီအများကြီးရှိတဲ့ခါကျတော့မကောင်းတော့သိမ့်ထားလူများခိုးမှာပူပါလူများလာလူမှာပူပါမတော်တဆယူသွားရင်ရံဖြစ်ရထိုးရကြိတ်ရနှာဖျားနဲ့ဘယ်ကောင်းတော့အဲ့တော့မရှိမကောင်းရှိမကောင်းဆိုတော့လောကကြီးမှာဖြစ်ပေါ်တဲ့အခြေအနေတွေမှာအကောင်းပဲပါတယ်ဘယ်ဟာမှမပါဘူးအဲ့ဒါမြင်အောင်ကြည့်မရှိရင်လည်းမကောင်းဘူးရှိရင်လည်းမကောင်းဘူးလူတွေကမရှိရင်မကောင်းတာပဲသိတယ်ရှိရင်ကောင်းတယ်ထင်ပြီးတော့သိမ်းထားကြဘာဖြစ်သွားလဲဥပါဒံဖြစ်သွားတယ်အစွဲဖြစ်သွားတယ်ဒီတော့မရှိမကောင်းရှိမကောင်းဆိုတဲ့သဘောကိုပေါက်အောင်သွားကဲအဲ့ဒါနဲ့ပတ်သက်ပြီးကျင့်စဉ်ပိုင်းကတော့နောက်တော့မှပြောမှာပါလေ့ကျင့်တဲ့အပိုင်းကမနေ့ကလည်းပြောခဲ့ပြီးပြီမြင်တာမြင်ုံညထားဆိုတဲ့သဘောလေးအဲ့ဒါကိုသာထားပြီးတော့အခုအဲ့ဒီဥပါဒံအစွဲတွေအကြောင်းမဲ့သေးချာကြည့်သူတို့ကအလွန်တရာမှနှိမ့်ဆက်ပါတယ်ဥပါဒနဲ့ခန္ဓာကပိုတော်နှိမ့်ဆက်သေးတယ်ဘုရားဟောတဲ့ဇာလန်းတွေထဲမှာအထင်ရှားရှိကိုယ်တိုင်လည်းကိုယ်ရင်ထဲမှာပူနေအောင်ခံစားရတာတွေခဏခဏပါပဲဘုရားဟောတဲ့ထဲမှာနီးယူစရာပါရှိပတာစာရီဆိုတာတော်တော်အပူကြီးတဲ့ပုဂ္ဂိုလ်ဇာလန်းတင်ထားတဲ့ထဲမှာသူ့လောက်အပူကြီးတဲ့သူကတော့မရှိတော့ပါဘူးလင်ရသေးတယ်ဘာဖြစ်လို့သေးတာလဲမူတိုက်လို့သေးတာ
သူယောက်ျားကိုဒါသလားပဒါသာဒီမဗ္ဗရာအဲ့မှာသွားရင်လာရင်တော်ထဲမှာမွေကြိုက်ရင်လည်းသူယောက်ျားသေရောသားလေး2ယောက်ကရှိတယ်ဟိုဘက်ကကူးမယ်ဆိုတော့သားလေး1ယောက်ထားပြီး1ယောက်ကိုပွေသွားရေစီးရတန်တော့အဲ့ရရေစီးတဲ့လွတ်လက်ပြီးတော့ဘယ်လိုဖြစ်တာလဲအဲ့မှာရေထဲမျောသွားတာမလား1ယောက်ကရေထဲမျောသွားတော့လိုက်ဆယ်ပဲရမလဲရေစီးတန်တော့နေပြန်ဟောဒီမှာ10တုံးရှိသေးတယ်နောက်ကကလေးရလည်းပဲနီတာရဲလေးဆိုတော့စုံဝထိုးတော့ကွာကုတ်ဝေါကဲထားတော့အဲ့မှာတွေမဲ့နောက်အိုးအိမ်ရကဲထားစိတ်တော့တော်တော်လေးနှောက်နေပါပြီဒုက္ခကတော်တော်ရောက်နေပြီဥပါဒณะခန္ဓာတွေကနှိမ့်ဆက်နေပြီနှိမ့်ဆက်အိမ်ရောက်ပြန်တော့လည်းအာကိုးစရာမရှိဘူးဟိုမှာအိမ်မှာမီးလောင်ပါညာနဲ့မိဘညီကိုမောင်နှမတွေကလည်းတယောက်မှမရှိဘူးဆိုတော့ယူပြီပေါ့တကယ်တော့မိဘတွေကကိုနှိမ့်ဆက်တာလည်းမဟုတ်ဘူးသူ့ယောက်ျားသူ့ကိုနှိမ့်ဆက်တာလည်းမဟုတ်ဘူးကလေးနှစ်ကောင်ကသူ့ကိုနှိမ့်ဆက်တာလည်းမဟုတ်ဘူးဘာနှိမ့်ဆက်သွားတာဥပါဒณะခန္ဓာကနှိမ့်ဆက်သွားတာဘာကနှိမ့်ဆက်တာလဲဥပါဒณะခန္ဓာဒါလေးတွေသွားအာယုံပြုထားတယ်အာယုံပြုထားတော့ဒါလေးတွေကခုနပြောသလိုပျက်စီးရပျက်စီးကြောင်းနေနဲ့သူပျက်စီးသွားတော့ကိုကမခံနိုင်ဘူးတိတ်ထဲကမခံနိုင်ဘူးယူရတဲ့ဘဝရောက်ပေါ့ဟိုကလေးကလည်းသူ့ကိုမထိုးမကြိတ်နိုင်ပါဘူးသူယောက်ျားကလည်းသူ့ကိုတပ်ဖြတ်ရိုက်ပုတ်သွားတာလည်းမဟုတ်ဘူးမိဘညီကိုမောင်နှမဆိုတာလည်းပဲသူရောက်တော့မှသိရတာဘာကနေနှိမ့်ဆက်သွားတာလဲဥပါဒณะခန္ဓာကနေနှိမ့်ဆက်သွားတာအဲ့ဒါသဘောပေါက်အောင်ကြည့်ဥပါဒณะခန္ဓာဟာများများသိမ့်ပိုက်ထားရင်များများဆွဲထားရင်များများဒုက္ခရောက်တာပဲများများပူရတာပဲမရှိနဲ့လို့ပြောတာမဟုတ်ပါဘူးရှိလို့ရတယ်သုံးလို့ရသွားပြီးတော့မသိမ့်ပိုက်နဲ့ကိုမှဆရာသမားတွေရန်တန်ကကိုယ်ွယ်အပါ100ရှိ1000ရှိရတယ်တို့ဘုန်းကြီးတို့တော့မလုပ်နဲ့တို့ရင်အဲ့ပုံကိုယ်တွေကဖောက်ပြန်ပျက်စီးလာတဲ့အခါမှာသူ့တဘာဝရဖောက်ပြန်ပျက်စီးမှာဖောက်ပြန်ပျက်စီးလာတဲ့အခါမှာပြဿနာဆိုတာလာမခံနိုင်တော့အခုဒီအဲ့ဥပါဒณะခန္ဓာတွေကြောင့်ပဲပြဿနာတွေမျိုးမျိုးဖြစ်ကြတယ်သူခိုင်ငါခိုင်သူပုဂ္ဂိုလ်ငါပုဂ္ဂိုလ်သူကြောင့်ငါကြောင့်စသည်ဖြင့်အဲ့ဒီအစွဲဥပါဒဏ်တွေကြောင့်တလောကလုံးတကဘာလုံးပြည့်နေလိုက်ကြတာတခါတည်းသူ့ယူဝါဒငါယူဝါဒခရစ်ယာန်တို့အစ္စလာမ်တို့ဗုဒ္ဓဘာသာတို့ဟိန္ဒူတို့တယောက်နဲ့တယောက်တိုက်ခိုက်ခြေဖြတ်နေကြတာဘာတွေကြောင့်လဲဥပါဒဏ်တွေကြောင့်အစွဲတွေကြောင့်အဲ့ဒီအစွဲမှာပုဂ္ဂိုလ်အနေနဲ့ပါလာပြီတခုတစ်ကောင်တယောက်အနေနဲ့ပါလာပြီမိမိတို့စိတ်ကလည်းအဲ့ဒါတွေအာယုံပြုပြီးဆောက်ကင်ထားရင်ဥပါဒณะခန္ဓာတွေဖြည့်ပြီးတော့မခံနိုင်တော့ကဲဒါဆိုရင်ဒီဥပါဒณะခန္ဓာဘယ်ကလာသလဲအစွဲကနေလာတာထင်းကိုမီးရှို့လိုက်ရင်ဗာမီးခေါ်လဲထင်းမီးလို့ခေါ်ဒီမီးဘယ်ကလာထင်းကနေလာတယ်အခုမိမိတို့အစွဲကြောင့်ဖြစ်တဲ့ရင်ထဲကအစွဲကြောင့်ဖြစ်တဲ့ပုံရိပ်တွေဘယ်ကလာလဲဆိုတော့ဟိုးတကယ်မူရင်းခန္ဓာအစ်စ်ကနေလာတစုံတယောက်ကိုမိမိတို့ကသဘောကျတဲ့အနေနဲ့အယူမားနဲ့သွားပြီးဆွဲလန်းထားမိရင်အဲ့ဒီဆွဲလန်းခံရတဲ့ပုဂ္ဂိုလ်ရဲ့ယုံနာနှစ်ပါးဟာဘာမြည်နေလဲဥပါဒณะခန္ဓာမြည်နေတယ်ကိုယ်အစွဲနဲ့ဒုက္ခန္ဓာနဲ့ပေါင်းလိုက်လို့ပေါ်လာတဲ့ဘာခန္ဓာခေါ်လဲဥပါဒณะခန္ဓာတကယ်လို့ရှင်းရင်ဘယ်ကရှင်းမလဲကြိုက်တဲ့နေရာကရှင်းလို့ရဘယ်ကနေဆွဲလဲစိတ်ကနေဆွဲတာကိုယ်အတွင်းပိုင်းကစိတ်ကိုရှင်းလဲရစိတ်ကဘာဖြစ်လာလဲစိတ်ကဖြစ်ပြသဘောရှိတာဟိုတိတတ်တဲ့သဘာဝရှိဘယ်မှာသွားတိလဲဟိုအာယုံမှာသွားတိတာအပြင်ပိုင်းအာယုံပြင်ပိုင်းဆိုတော့အာယုံကိုခန္ဓာဖွဲ့ခုနခန္ဓာနဲ့စကားပြောတော့ခန္ဓာဖွဲ့ပြီးတော့ရူပဆိုတဲ့ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်ဝေဒနာဆိုတဲ့ခံစားမှုတင်ညာဆိုတဲ့မှတ်သားမှုသင်္ခါရဆိုတဲ့ပြုပြင်မှုဝိညာဉ်ဆိုတဲ့သိမှုတစ်ဖက်မှာပုဂ္ဂိုလ်တ attva အနေနဲ့ဖျောက်ပြီးတော့ယုံနာပဲပေါက်ပြန်တဲ့သဘောနဲ့သိတဲ့သဘောပဲအဲ့ဒီမှာသွားပြီးရှုရင်လည်းပဲကိစ္စပြီးတယ်။နို့မို့ကိုယ်စီမှာစိတ်ကြောင့်ဖြစ်တာဆိုတော့ကိုယ်စိတ်ကိုယ်ပြန်ရှုရင်လည်းပဲကိစ္စပြီးတယ်။ဥပါဒณะခန္ဓာပြတ်ချင်အဲ့ဒီလမ်းကြောင်းကနေဖြတ်ဓမ္မဟောမှားထားတာတခုရှိတယ်ဥပါဒณะခန္ဓာဆိုတာစိတ်ထဲမှာပေါ်တဲ့အတွေ့ပုံရိပ်ပါအတွေ့ပုံရိပ်ဖြောင်းလိုက်ဥပါဒณะခန္ဓာပျောက်တယ်ဆိုပြီးတော့လုပ်အတွေ့ပုံရိပ်အခုဖြောက်ပြီးပျောက်တာဟုတ်ပါပြီနောက်တစ်ခါပြန်ပေါ်တော့ဘယ်လိုလုပ်ပြန်ပေါ်တစ်ခါပြန်ဖြောက်ဆိုရင်မုတ်လုံးစက်ကူကတ်တယ်လို့တခါတည်းပေါ်တိုင်းဖြောက်ဆိုတော့အဲ့ဒါနဲ့တည်းမဲ့အချိန်ကုန်နေစားချိန်တောက်ချိန်နေချိန်တောင်ရှိမှာမဟုတ်တော့အဲ့တော့အဲ့ဒါဟာအမှားလို့ခေါ်ပါတယ်အဲ့ဒီအမှားလည်းပဲတချို့ပုဂ္ဂိုလ်တွေကအဲ့ဒါထုတ်ပေါ်သွားတာရှိသေးတယ်တရားအမှားပေါ့အဲ့ဒါသိဒုက္ခရောက်တာအဲ့ဒီလမ်းကြောင်းလိုက်ပြီးတော့ကျေနပ်ပြီးတော့သွားနေလို့ကတော့ဘယ်ဥပါဒမှမပြောက်ဘူးဘယ်ဥပါဒณะခန္ဓာမှလည်းမပြောက်ဘူး
မပြောက်တဲ့အပြင်အယူမားကတခါထပ်တိုးပြီးတော့ဒုက္ခပါထပ်ရောက်ပါသေးတယ်ကဲဒီတော့အဲ့ဒါဇက်လန်လေးနဲ့ကြည့်ဘုရားလက်ထက်တုန်းကတိရိမာဆိုတာရှိတယ်တိရိမာဆိုတာသိချောလွန်အကြီးလို့သူရချင်တယ်ငါရချင်တယ်ဆိုတော့ကဲဒီလောက်တော့ရချင်တဲ့ပုဂ္ဂိုလ်ပြဿနာဖြစ်တော့မခံဘူးဆိုသူတို့ထုံးနှံစင်လာရှိတယ်လူများရချင်သူတို့ကဘုံထားတယ်တန်ကြီးတတ်မှတ်ပြီးဘုံထားလိုက်တယ်ဒါခုခေတ်လိုရဆိုရင်တော့တစ်မျိုးပေါ့ဟိုခေတ်လိုရတော့ဒါသူတို့ကတိုင်းပြည်တစ်ပြည်လုံးနဲ့တန်တဲ့ပုဂ္ဂိုလ်လို့ဖြစ်သွားတာတစ်ပြည်လုံးပိုင်းဖြစ်သွားတယ်အဲ့ဒါပြည်သူပိုင်းမို့တော်တော်အလကားတော့မဟုတ်ဘူးသူ့တရားတန်ကြီးတတ်မှတ်ထားတာတော်တော်ချောတယ်လို့ပြောရမှာကဲအဲ့ဒါဇလန်ကဘယ်လိုဖြစ်လာလဲဆိုတော့ဒီသတင်းကိုယဟန်တွေကလည်းထုံးစံတိုင်းဆုံးခံနေပါလေကြွတော့တိတိမာတွေ့တော့ကြောင်းကြတော့ပုရုဇဉ်ယဟန်တွေကအတင်းဖြင်းပြောကြတာပြောတော့ဟာတိတိမာချောတယ်လာတယ်ဆိုတော့အဲ့ပုရုဇဉ်ယဟန်တစ်ပါးကြားပြန်အောင်ကြားတော့သူကတိတ်ကြည့်ချင်တာကြည့်ချင်တော့ကဲလိုက်တာပေါ့အဲ့ဒီဘက်ကိုသွားပြီးတော့စိတ်ထဲကဟိုအတန်ကြားတဲ့ဟိုကစိတ်ကဝင်စားနေပြီအာယုံကရောက်နေပြီအတန်ကြားတဲ့ကဘာဖြစ်နေလဲဥပါဒณะခန္ဓာကဖြစ်နေပြီအာယုံပြုတ်ပြီးတော့ဟိုဘက်ကဟာကိုလှန်ယူနေပြီအဲ့တော့ရောက်လေရောက်တော့သွားတော့ထုံးတန်တိုင်းတွေ့တာပေါ့ဆုံးခံကြွရန်နေကြွ၄၅၆ပါး9ပါးသူကနောက်ကနေလိုက်ကြည့်ချင်လို့အဲ့ဒီကဖြစ်ချင်တော့လည်းပဲဒီမှာဘဝဆုံးခံနီးနေပြီဒုက္ခကုံခံနီးနေဇေကနီးနေယောဂတွေကဖြစ်ယောဂဖြစ်တော့ဆုံးတော့ထွက်လောင်းပါတယ်ကမန်ကရနဲ့ထွက်လောင်းရတာယောဂဖြစ်တော့တိတ်လည်းမပြီးလိမ့်မပြင်းရှင်းနိုင်ခုနယဟန်ကငကိုအတန်ကြားတဲ့ကသူ့ရင်ထဲမှာသူကဥပါဒณะခန္ဓာကအထိုက်လျောက်ဖြစ်နေအတန်ကိုအာယုံပြုတ်ပြီးတော့စိတ်နဲ့ဆွဲပြီးတော့ယူထားတယ်နောက်တကယ်လဲတွေ့ရောနေမကောင်းတာတော့ဒီလောက်လာရင်နေကောင်းရင်တော့ဆိုပြီးတော့တွေးပြီးတော်တော်လာမှာပဲဆိုပြီးတော့ပြန်လာတော့အဲ့ဒီဒီဒီမာကိုအာယုံပြုတ်ပြီးတော့မစားနိုင်မအိမ်နိုင်ဖြစ်ပေါ့မစားနိုင်မအိမ်နိုင်ဖြစ်တော့စဉ်းစားကြည့်သူ့ရဲ့အတွေးပုံရိပ်ကဘယ်ကနေဖြစ်လာတာလဲဒီဒီမာကနေဖြစ်လာတာသူ့ရင်ထဲမှာအစွဲရလည်းရှိတယ်ဟိုဘက်ကပုဂ္ဂိုလ်ကလည်းရှိဟိုဘက်ကခန္ဓာနဲ့ဒီဘက်ကအစွဲပေါင်းလိုက်တော့ဘာဖြစ်သွားဥပါဒณะခန္ဓာဖြစ်သွားအဲ့ဒီဥပါဒณะခန္ဓာကအကောင်လိုက်ကြီးနှိမ့်ဆက်တာတော့မဟုတ်ဘူးရင်ထဲမှာဘာအနေနဲ့ပြန်ပေါ်အရေးအနေနဲ့ပြန်ပေါ်အဲ့ဒီအရေးကအတုတကယ်အစ်စ်ကဟိုဘက်ကခန္ဓာနဲ့သူ့ရင်ထဲကအစွဲနှစ်ခုပေါင်းလိုက်တော့ပေါ်လာတာကရင်ထဲမှာပေါ်တဲ့အတွေးပုံရိပ်ကအတုအဲ့ဒီအတွေးပုံရိပ်ကဖျောက်လို့ရလားမရဘူးအတွေးပုံရိပ်ကဖျောက်လို့မရဘူးမတွေးနဲ့သွားပြောမရပါဘူးအဲ့တော့သူကဒီမှာဖြစ်နေတာဟိုမှာကသူလည်းပြန်သွားရောသူဆွဲပြီးတာသူကလည်းပုံပေါ်နေတာဒီမှာတရနေ့ကျတော့သေရောသေတော့ဒီမှာမစားနိုင်မတော့နိုင်နဲ့ဟိုမှာသေလို့သေမှလည်းမသိဒီခန္ဓာကြီးအာယုံပြုတ်ပြီးဒီမှာရဲ့ခန္ဓာကိုအာယုံပြုတ်ပြီးသူ့မှာဥပါဒဏ်ဖြစ်ဥပါဒณะခန္ဓာဖြစ်တော့မစားနိုင်မတော့နိုင်နဲ့ညင်စေခြင်းစိတ်ဆင်းရဲခြင်းတန်ခံနေရဘုရားကအဲ့ဒါသိပါတယ်ယဟန်တွေကလျှောက်ထားတော့ဒီယဟန်တော့ဒီလိုပဲအလူလိန်ခံနေရပြီဆိုပြီးအဲ့ဒါသိလည်းသိရောဘုရားကကျန်တဲ့ပုဂ္ဂိုလ်တွေလည်းတရားအများရအောင်ဒီလိုဥပါဒณะခန္ဓာသဘောလည်းပဲဒီနေရာမှာဥပါဒณะခန္ဓာနဲ့ပတ်သက်ပြီးတော့ရှုခွင့်ရှုွက်ပေါ့ဟိုမပြောတော့လည်းပြောတဲ့ကဲ့သို့ဒါကိုထုတ်ဖော်တဲ့အနေနဲ့ဒီမှာအတုပချတဲ့နေ့ဒီတိုင်းကုန်းမှာအတုပရှုကြွကြရမယ်ယဟန်တန်ဃာတွေအားလုံးအဲ့ဒါလို့အမိန့်ထုတ်လိုက်တော့ဟိုယဟန်ကမသိချဘူးလေပထမတော့ဘုရားအမိန့်ထုတ်တော့မှဟိုမှာသေမှန်းသိတော့သွားကြတာပေါ့ဘုရားအမိန့်နဲ့ဆိုတော့အကုန်လုံးသွားကြလူတွေကလည်းလာကြည့်ဩဝါတောင်းနေဘုရားကအတိပ္ပယ်မရှိတော့မလုပ်ဘူးအတိပ္ပယ်တစ်ခုတော့ရှိမှာပဲဆိုအဲ့တော့ဟိုမှာတွေ့ပြီသေရန်ကုန်ရောက်တော့ဒီရက်နေ့ရက်3ရက်ဆိုတော့ပုတ်ပွားပူးရောင်ပြီးတော့နေရောနေတဲ့ချိန်ခါမှာဘုရားကတရားဟောခြင်းလို့ဒီအတုပါကြီးပြပြီးတော့ငကိုတုံးကကြီးနဲ့ဈေးပေးပါတယ်1000ဆိုတော့ဘယ်သူမှယူမဲ့လူမရှိဘူး1000နေလျှော့သွားနောက်ဆုံးတကြအလကားပေးတာတော့ယူမဲ့လူမရှိဘူးဟောက်ပြန်ပြည့်စည်သွားမှာရောအတုပါဆိုတဲ့သဘောကလည်းပြသွားပြီအတိအကျပြနေပြီအဲ့တော့ယူမဲ့လူမရှိတော့ခုနတုန်းကမြင်တဲ့ယဟန်ဟာခုနတုန်းကသူ့ဆွဲလန်းတဲ့ယဟန်ဟာအဲ့အတုပါတွေ့တော့ငကိုဆွဲလန်းတဲ့စိတ်တွေပျောက်ကုန်ပျောက်ပြီးတော့အဲ့ဒီမှာပဲဝိပဿနာရှုတယ်ပဲပြောအောင်မဝိပဿနာရှုတော့သူလည်းတရားရကျန်တဲ့ပုဂ္ဂိုလ်တွေလည်းတရားရကဲဒီတော့ဒီနေရာမှာဥပါဒณะခန္ဓာဖျောက်ဖို့အရေးဘုရားကအဲ့ဒီယဟန်စီသွားပြီးသင်ယဟန်မတွေးနဲ့လို့ပြောသလားဒီကြမှတ်ထားနော်
အတွေးကြောင့်ပေါ်နေတဲ့ဟာအတွေးဖြောက်လို့ဟောသလားမဟောဘူးမူရင်းကလာတဲ့ဟာကိုမူရင်းနေရာမှာသွားရှင်းပါတယ်ဘယ်ကလာလဲဆိုတော့တိရိမာကြီးကနေလာတာကိုဘယ်ရောက်အောင်သွားရှင်းလဲတိရိမာရဲ့ခန္ဓာရောက်တည်သွားရှင်းပလိုက်တယ်ရှင်းပလိုက်တော့အဲ့ဒီယဟန်ဥပါဒณะခန္ဓာရှိသေးလားအဲ့ဒါကိုဇွတ်ဟောသွားတာရှိသေးတယ်အတွေးပုံရိပ်ကြောင့်ဖြစ်တာအတွေးဖြောက်ရင်အတွေးပုံရိပ်ဟာငဘဝမရှိဘူးအနိစ္စအတွေးဖြောက်လို့ရှိရင်ဒါဥပါဒณะခန္ဓာပျောက်ပါတယ်ဆိုပြီးဟောတာတေချာမှတ်တာနော်အဲ့ဒါကတကယ်ကြီးကြီးမားမားထင်ထင်ရှားရှားကလူကြိုက်များတဲ့ပုဂ္ဂိုလ်ကဟောနေတာဆိုတော့အယူတွေကမှားကုန်ရောအဲ့ဒါကြောင့်မလို့တော်တော်ပြင်းပြင်းထန်ထန်ပြောရတာဖယားကတရားဟောတာဒီမှာအဲ့ဒီယဟန်စီသွားပြီးတေယဟန်ဒီမောင်တွေးတာမတွေးနဲ့မင်းဥပါဒณะခန္ဓာဖြစ်နေတာအဲ့ဒီတွေးပုံရိပ်ဖြောက်ဥပါဒณะခန္ဓာပျောက်လိမ့်မယ်လို့ဟောသလားဆိုတော့မဟောရှာပါဘူးဘယ်မှာသွားဟောလဲဟိုတင်ရန်ကုန်ဒီအပင်ပန်းခံပြီးတော့ကဲဒီတော့လည်းပဲမိမိတို့မှာဥပါဒณะခန္ဓာတွေရှိခဲ့ရင်အစွဲကြောင့်ဖြစ်တဲ့ပုံရိပ်တွေပေါ်ခဲ့ရင်ဘယ်မှာသွားရှင်းမလဲမူရင်းမှာသွားရှင်းဘယ်ကယူလာတယ်လဲဆိုတာသွားကြည့်ထင်းကြောင့်ဖြစ်တဲ့မီးဘယ်ဟာရှင်းရထင်းကိုရှင်းမှထင်းကြောင့်ဖြစ်တဲ့မီးသေးပါစေဆိုပြီးမီးကိုလိုက်ရိုက်နေလို့ကတော့မီးကမသေးပါဘူးမီးကြောင့်ဖြစ်တဲ့မီးကိုကုန်ပါစေဆိုပြီးတော့လိုက်မှုတ်ထုတ်နေတဲ့ရက်တောင်နဲ့လိုက်ခတ်နေလို့ကတော့မီးကိုကတိုးပြီးတာထွက်လာပါလိမ့်မယ်အတွေးပုံရိပ်ဟာပြဿနာမရှိပါဘူးအတုပါသူကအစ်စ်မဟုတ်ဘူးတကယ်ဥပါဒณะခန္ဓာကအစ်စ်ဥပါဒณะခန္ဓာဆိုတာကိုယ်စိတ်ထဲကစွဲပြီးယူထားခြင်းခံရတဲ့ပုဂ္ဂိုလ်တ attva တို့ရဲ့ခန္ဓာကိုယ်ပေါ့အကောင်မရှိတာအကောင်ထဲအကောင်ထဲနေတဲ့တကယ်ရှိတဲ့အကောင်ထဲမဟုတ်ဘူးသဘောတရားအနေနဲ့တကယ်ရှိတဲ့ခန္ဓာတွေအဲ့ဒါဥပါဒณะခန္ဓာလို့ခေါ်တယ်မူရင်းမှာသွားရှင်းဒီဆွဲဟာပျောက်သွားလိမ့်ဥပါဒณะခန္ဓာပျောက်မယ်ဥပါဒณะခန္ဓာပျောက်ရင်ကိုယ်ကိုမညွန်ကြားနိုင်တော့ကဲအဲ့လိုရှင်းတဲ့နီးမှာကတော့အရှင်နီးအတူနီးရှိပါတယ်အရှင်နီးကအခုပြောတာခုနပြောတဲ့သားသမီးဆိုရင်သားသမီးကိုကြည့်ပေါ်သားသမီးဆိုတာအမည်ဖယ်လိုက်တော့သူ့မှာရုပ်နဲ့နာပဲရှိတာသူခန္ဓာကိုယ်ကအမြဲတမ်းဖောက်ပြန်ပြောင်းလဲနာပြုံရီငိုမဲ့ဖောက်ပြန်နေတာစိတ်ကြောင့်ဖောက်ပြန်နေတာကံကြောင့်လည်းပဲဖောက်ပြန်တာပဲတဖြည်းဖြည်းတော့စားရင်တောင်းရင်သွားရင်လာရင်နဲ့အိုမင်းရွတ်တော့လာတာဒါကံကြောင့်ဖောက်ပြန်တာနေရာကနေကြီးလာတာဥဒုကြောင့်ဖောက်ပြန်တာအပူအေးပူရင်လည်းပဲမျက်နှာတွေကတစ်မျိုးအေးရင်လည်းပဲမျက်နှာအရိပ်ချေတွေကတစ်မျိုးပူတော့တွတ်လက်အေးတော့ထိုင်မိုင်းနဲ့အဲ့တော့ဒါဥဒုကြောင့်ဖောက်ပြန်တာအစာအာဟာရကြောင့်လည်းပဲကောင်းမှုစားရင်အတန်လေးပါလေးကြီးလင်းနဲ့အားရှိအင်ရှိနဲ့ပြောနိုင်ဆိုနိုင်သွားနိုင်လာနိုင်အစာနဲနေတဲ့အခါကျတော့အားမရှိတဲ့အခါကျတော့လှုပ်ရွာသိမရှိရှာဘူးဒါကအစာကြောင့်ဖောက်ပြန်တာသာသမီကြည့်လိုက်ဒါတွေ့ရတာအမိဖယ်ကြည့်တော့မှဖောက်ပြန်မှုတွေ့ရဖောက်ပြန်မှုတွေ့တော့သူ့မှာသိစိတ်ကောမရှိဘူးလားရှိတာပေါ့သူစိတ်ရသူပါဇက်ကစကားပြောတယ်လူချင်းတဲ့လောဘနဲ့ပြောရင်လောဘနဲ့စိတ်နဲ့ပေါင်းပြီးထွက်လာတဲ့အတန်ဒါသူစိတ်ကိုအကဲခတ်ကြည့်လို့ရှိရင်လောဘသံပဲဒေါသသံပဲဘာမှမသိလို့ပြောနေတာပဲဆိုတာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုကြည့်ပြန်တော့လေဩသိမှုလေးရှိနေတယ်ဆိုတာခန့်မှန်းလို့ရတာဒါဆိုလို့ရှိရင်ယုံ nant သဘာဝနှစ်ခုမြင်တာနဲ့သားဆိုတဲ့အမိရပျောက်သွားအမိပျောက်သွားတော့ဒီပေါ်မှာဆွဲတဲ့အစွဲဟာလည်းပျောက်တော့တာပဲအဲ့ဒီအစွဲပျောက်သွားတော့ဥပါဒณะခန္ဓာပျောက်ပြီပေါ့မြင်တော့မြင်နေရသေးတာပဲဒီကောင်သေသွားတာမှမဟုတ်ပဲနောက်တနေ့လဲစကားပြောရတာအတူတူပဲလက်ဆွဲသွားလဲရတာပဲပခုံးဖက်သွားလဲရတာသို့တော့စိတ်ကတွဲထားတာမရှိတော့ဥပါဒณะနဲ့ဆွဲပြီးယူထားတာမရှိတော့ဘာဖြစ်လို့လဲဆိုတော့မူရင်းကိုရောက်သွားလို့မူရင်းမှာယုံ nant သဘာဝကိုရောက်သွားယုံ nant သဘာဝရောက်သွားတော့အစွဲကပျောက်ပြီရုပ်ဆိုဖောက်ပြန်မှုကြီးဘယ်သူကဆွဲမလဲဘယ်သူမှမဆွဲဘူးဒါလို့တော့သိပါတယ်အစွဲတော့မရှိတော့အတူတူတော့စကားပြောရတယ်အစွဲရမရှိတော့အဲ့ဒါဆိုရင်ဥပါဒံပျောက်တယ်ဥပါဒံပျောက်ရင်ဥပါဒณะခန္ဓာလည်းပျောက်တော့အဲ့လိုမှမရှင်းခြင်းရင်ကိုယ်စိတ်ကိုရှင်းပေါ့ကိုယ်စိတ်ကိုရှင်းဆိုတော့ကိုယ်စိတ်ဘက်ကဘာလာလဲအာယုန်နဲ့အရှင်းနဲ့တိုက်ဆိုင်မိတဲ့အခါမှာမြင်သိမှုပေါ်တယ်အာယုန်ပိုင်းဆိုင်ရာကြည့်လိုက်ပြန်တော့လည်းပဲသိတဲ့အချိန်ခါမှာမရှိတော့ဘူးလို့ပြောခဲ့ပြီးပြီအတန်ကြားတဲ့အချိန်ခါမှာမရှိတော့ဘူးအစတုန်းကလည်းမရှိဘူးကဲမရှိတဲ့အရာကြီးကိုအရှိလောက်ထားရင်ဥပါဒณะခန္ဓာဖြစ်မှာပေါ့မရှိတဲ့အရာကိုမရှိမှန်သိသွားတော့စွဲစရာလည်းမရှိတော့ဒါကအာယုန်ပိုင်းဆိုင်ရာမရှိတော့တာသိတဲ့အချိန်ခါမှာမရှိဘူးမသိခင်ကကြည့်လည်းမရှိဘူးနောက်စိတ်ပိုင်းဆိုင်ရာကြတော့ဒီမသိတဲ့စိတ်ကိုထပ်ကြည့်ရင်မသိတဲ့စိတ်ပဲဖြစ်မှာပေါ့ရှေ့ကစိတ်လေးကမသိပါဘူးဆိုတာလေးပေါ်သွားရင်နောက်စိတ်နဲ့အဲ့ဒီရှေ့ကစိတ်ကိုကဲခတ်ကြည့်တော့ကိုယ်စိတ်နဲ့ဗာမြင်မလဲဆိုတော့မသိတာကိုပဲမြင်
မတိတဲ့စိတ်ကလေးဖြစ်ပါလားအဲ့မတိတဲ့စိတ်ကိုနောက်တစ်ခါထပ်ကြည့်တော့မတိတဲ့စိတ်ပဲတစ်ခါထပ်ဖြစ်တာပေါ့ဒါကတမာရီရှိစိတ်ငြိမ်ငြိမ်နဲ့တတိထားကြည့်ရင်ဒီသဘောတရားဟာရှိနေပြီးသားသိကိုသိရမယ်ကဲအဲ့လိုသိသွားလို့ရှိရင်မရှိတာပဲသိတော့မရှိတဲ့အရာပဲသွားဆွဲမှာမရှိတဲ့အရာဆွဲမှာတော့အယူဖြစ်တော့မှာပေါ့တကယ်တော့မိမိတို့ဥပါဒဏ်တို့ဥပါဒณะခန္ဓာတို့ဆိုတာမရှိတဲ့အရာမှာဆွဲပြီးတော့ကိုယ်ဘာသာကိုယူနေကြတယ်ယူလို့ယူရင်ယူအယူမခံနိုင်ရင်သေခုနရှင်မလို့မင်းနန္ဒာတို့ဆိုတာဓမ္မခံနိုင်လို့သေကြဥပါဒဏ်ရဲ့နှိမ့်ဆက်တဲ့ဓမ္မဥပါဒณะခန္ဓာရဲ့နှိမ့်ဆက်တဲ့ဓမ္မမခံနိုင်လို့သေကြတယ်ကဲအဲ့ဒါကြောင့်ဒီဟာကိုသဘောပေါက်အောင်ကြိုးစားပါသဘောပေါက်သွားရင်လက်ရှိဘဝမှာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ချမ်းသာတယ်တော့မဟုတ်ပါဘူးစိတ်လွတ်လွတ်လပ်လပ်နဲ့အေးချမ်းချမ်းနဲ့နေရပါတယ်စားကြရလဲစားရသေးတယ်စိတ်ပူလည်းမရှိပါဘူးသွားကြရလဲသွားရသေးတယ်အပူမရှိပါဘူးဘာမှစွန့်ပလိုက်เสียပယ်ပလိုက်เสียဘာမှဖယ်ပလိုက်เสียမရှိပါဘူးဖယ်เสียမရှိပါဘူးစိတ်ကနေပြီးတော့စွန့်လိုက်တာအစွဲတွေစွန့်လိုက်တာအစွဲစွန့်ဖို့အတွက်ကတော့ဒီတိုင်းအတွေးနဲ့စွန့်နေလို့မရဘူးအလုတ်သဘောနဲ့ဒီသဘောကိုတေချာလေ့လာဝေဖန်သုံးသပ်ပြီးတကယ်ရှိသလားမရှိဘူးလားအလုတ်စင်နဲ့စွန့်ရင်သူ့ဘာသာသူစွန့်ပြီးသားပဲအဲဒီတော့အဲ့ဒီနီးကဒါအရှင်နီးပါအတူနီးရတော့ခုနပြောတဲ့အတိုင်းဒိဋ္ဌိဒိဋ္ဌမတ္တအရှင်နီးကခုနရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာတွေလိုက်ကြည့်ပြီးတော့ဒီသဘောနဲ့သွားတယ်အတူနီးကမာလူကျဗုဒ္ဓကိုဘုရားဟောခဲ့တဲ့အတိုင်းဒိဋ္ဌိဒိဋ္ဌမတ္တမြင်အောင်မြင်ုံညထားအမိတွေမထွက်နဲ့ရှည်မနေနဲ့ဒီနာပြီးရောကွာဆိုပြီးသွားလို့ရှိရင်အဲ့ဒါဥပါဒံမဖြစ်တော့ပါဘူးအစွဲမဖြစ်တော့ပါဘူးမြင်အောင်မြင်ုံညထားနိုင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲနှစ်ပိုင်းခွဲထားတယ်ခုနကတော့မြင်အောင်မြင်ုံညထားနိုင်ဖို့တေချာမြင်အောင်ကြည့်တော့မြင်သိမရှိဆိုတာတွေ့ရမယ်မြင်သိမရှိဆိုတော့ပြီးပြီပေါ့မရှိမှမရှိတော့ပဲမြင်တာပျောက်သွားပြီကိစ္စပြီးသွားပြီတကယ်လို့ဒါကနည်းနည်းတိုလွန်းအားကြီးပါတယ်ဒါတော့မထိန်နိုင်ဘူးဆိုရင်မြင်ပြီးသိခဲ့တဲ့ဟာကိုသတိမရနဲ့တဲ့ဘုရားကတခါထပ်မှာတယ်သတိမရရင်လည်းပဲပြီးသွားတာပဲအခုကတော့မိမိတို့ကတော့သတိရနေကြသတိမရရအောင်လည်းပဲစိတ်ကလိုက်ဆွဲထားတယ်အဲဒီတော့သတိရနေရောခေကနေကြည့်မနေ့ကအကြောင်းကပြန်ပါလာသေးတယောက်နဲ့တယောက်စိတ်ဆိုးတဲ့စကားလေးကမှားသွားစကားဆိုတာအတန်ဆိုတာပေါက်ပြန်ပြည့်စည်တတ်တဲ့သဘာဝရှိတာအဲ့ဒါကိုမသိဘူးမသိတဲ့အခါကျတော့စကားမှားတာလေးကိုဆွဲထားနောက်တစ်နေ့တစ်ခါထပ်မှာတော့တင်းနဲ့ပေါင်းနှစ်ကဖြစ်သွားပြီနှစ်ကဖြစ်သွားတော့အညိုအတေးလေးကနည်းနည်းကြီးလာနောက်တစ်ခါထပ်မှာသုံးလေးကမှားတဲ့အခါကျတော့ဒူးနဲ့တဲနဲ့အုံနဲ့ကျင်းနဲ့ဖြစ်လာပြီဘာခန္ဓာတွေလဲဆိုရင်ဥပါဒณะခန္ဓာအစွဲတွေအကြီးကျယ်ဒူးတက်လာတော့မရတော့ဘူးပောက်ကွဲတော့တာအဲဒီမှာပြဿနာဖြစ်ကုန်ချိန်တိုင်းရှင်းထားမယ်နေရာတိုင်းရှင်းထားမယ်ဆိုရင်ဒီဟာဒူးမတက်တော့ပါဘူးလိုင်းပုတ်တဲ့နီးဆိုတာကမ်းခြေမှာလူတယောက်လမ်းလျှောက်တဲ့အခါတဲတောင်မြေမှာခြေရာလေးတွေကထင်တယ်တလန်းလိုက်ရင်ခြေတလန်းခြေရာတစ်ချက်ပေါ်တယ်ကမ်းခြေဆိုတော့ပင်လယ်ကမ်းခြေဆိုတော့လိုင်းရအမြဲတမ်းပုတ်တယ်ခြေရာလေးတစ်ချက်ထင်လိုင်းရတစ်ချက်ပုတ်ဒီခြေရာရှိသေးလားမရှိတော့နောက်ပြန်လဲကြည့်မရှိတော့နောက်တလန်းလျှောက်လိုင်းတစ်ချက်ပုတ်ခြေရာပျောက်သွားတယ်ရှိသေးလားဘာမှစွဲစရာထင်းစရာမကြံတော့ဘူးအဲ့ဒီနီးတိုင်းပဲကိုလည်းပဲတခါတိတဲ့ဟာကိုခုနလိုင်းပုတ်တဲ့နီးနဲ့တစ်ချက်တည်းရှင်းရောက်တော့ကြုံခိုက်တွေ့ခိုက်အဲ့ဒီနေရာမှာအပြတ်ရှင်းဘာမှမကြံခဲ့ပါဘူးအဲ့ဒါလို့မကြံခဲ့ဘူးဆိုရင်ခုနပြောတဲ့ဆရာဆွဲတကားဆွဲပုဂ္ဂိုလ်ဆွဲသားဆွဲသမီးဆွဲဒါတွေမရှိတော့ပါဘူးအရင်တုန်းကဆွဲခဲ့တဲ့ဟာတွေလည်းပဲအခုပြန်တွေးမှအခုပေါ်လာရင်တခါတည်းရှင်းမှများလို့ရှိရင်သူ့ဘာသာသူပဲအလိုလျောက်ရှင်းပြီးသားဖြစ်သွားလိမ့်အလေးကျင့်ဆိုတာတရားဘက်မှာလေးကျင့်တရားဖြစ်တာပဲနော်အဲ့လိုလေးကျင့်မှများရင်သူ့ဘာသာသူကိုရှင်းပါတယ်ကိုကဝင်ရှင်းတာမဟုတ်ပါဘူးပုဂ္ဂိုလ်တ attva လည်းမပါပါဘူးဓမ္မသဘောမှာသူ့သဘောနဲ့သူရှင်းသွားတာအဲ့ဒါလို့ရှင်းသွားလို့ရှိရင်ဥပါဒံဆွဲဆိုတာမလာတော့ဘူးကိစ္စကပြီးရောဥပါဒံမှမရှိတော့ရင်ဥပါဒณะခန္ဓာလည်းပဲမပေါ်နိုင်တော့ပါဘူးဒါကြောင့်မလို့ဥပါဒณะခန္ဓာကိုအခုဇာတ်ထဲရေးပေးထားတယ်လေသဘောပေါက်ပါဒါရှိနေလို့ကတော့သူ့ရဲ့ခိုင်းစေမှုနဲ့မိမိတို့ဟာအိုလဲအိုရသေးတယ်ငိုလဲငိုရသေးတယ်ငကိုဒုက္ခတွေကနေအဖို့ဒုက္ခတွေရောက်တာတွေရောရှုပ်ချက်ခတ်နေမှာပဲကဲအဲ့တိုင်းတွေ့ရပါလိမ့်မယ်ဥပါဒณะခန္ဓာကိုဒီဥပါဒณะခန္ဓာရှင်းဖို့အတွက်ဒါကတော့အခုနီးစနစ်ပေါ့လေတကယ်တော့ဒီလောက်နဲ့အတိဟာမပြည့်စုံသေးပါဘူး
အတိမပြေဆုံးသေးတော့နောက်ထပ်တိဖို့အတွက်အမှားနဲ့အမှန်အမှန်နဲ့အမှားဆိုပြီးအဲ့မှာထောက်ပြထားသေးတယ်ဒါနောက်တစ်ပတ်ကျမှတွေ့မှာနောက်တစ်ပတ်တင်းလာကြရင်အဲ့ဒီဟာစာအုပ်ကရိုက်ပြီးနေပါပြီအခုတော့ရပြီလားမရသေးဘူးလားမသိဘူးစောစောတည်းကရေးပြီးတော့ရိုက်ထားပြီးပြီနောက်တစ်ခါနိဗ္ဗာန်နဲ့ပတ်သက်တဲ့အကြောင်းရေးနေတာပြီးတော့မပြီးသေးပါဘူးဒီလမ်းကြောင်းတွေကနေသွားရင်ကိုသိချင်တဲ့ချက်တွေသိရမှာဖြစ်ချက်ချင်းကိုသိမှာချက်ချင်းသိတာသိတော့သိပြီသိတာလေးမြဲဖို့အတွက်ကတော့ကိုယ့်ဘာသာကိုပဲကြိုးစားမှာပြီးတော့ပေးလိုက်ပြီပေးလိုက်တာလေးယူပြီးတော့နော်ကိုယ်စီရောက်ဖို့အတွက်ကတော့ဒီလက်ထက်ထည့်ပေးလိုက်ပြီမဲ့ဖွင့်ဆောင်မှုကတော့ကိုယ်တောင်းအောင်ပဲမဆောင်မနဲ့ကင်သွားရင်လည်းပဲဒါကိုယ်ကိစ္စပေါ့ခကြီးလေးမြန်လက်မှတ်ကြီးပေးလိုက်တယ်တက်စီးသွားဖို့ပဲစီးသွားရင်ရောက်မှာပဲမစည်းသေးဘူးဆိုရင်တော့လည်းပဲဒါကိုယ်ကိစ္စပဲအဲ့တော့စာအုပ်လေးထဲမှာဥပမာလေးတွေနဲ့ပေးထားပါတယ်အလင်းမြန်ရောက်တဲ့နီးတွေရှိပါတယ်နီးစနစ်သုံးဘုရားကပွင့်လာတာအခုနှောင်းပိုင်းခေတ်မှာပွင့်တာတက်တန်းတိုးပါတယ်တက်တန်းတိုးတော့ပညာသုံးကအချိန်မရရင်နီးပညာသုံးအချိန်ရလို့ကတော့အေးဆေးသွားဘာမှမဖြစ်ဘူးရောက်တယ်အချိန်မရတော့နီးစနစ်သုံးတယ်ဘာနီးစနစ်လဲဆိုရင်ဘုရားရဲ့နီးစနစ်ဟာအနိစ္စဒုက္ခအနတ္တပဲအဲ့အနတ္တကိုနီးစနစ်အပြင်ကြီးကျယ်သုံးပါအမြန်ဆုံးရောက်တဲ့နီးစနစ်ရှင်းဘုရားတွေတုန်းကတက်တန်းရှည်တော့အနိစ္စဒုက္ခအနတ္တပြောလို့သိမလွယ်ဘူးနားထောင်ကြည့်ရှင်းဘုရားတွေအသက်တသိန်းတန်းမှာဘာပြောလဲသဗ္ဗပပတ္တအာဂရဏံကုသလတဥပဒံပရာသစိတ်တပရိယောတပနံဧတံဗုဒ္ဓနာသာသနံအဲ့ဒါပြောတယ်မကောင်းမှုသမျှမလုပ်ကြနဲ့ကောင်းမှုတွေလုပ်ကြစိတ်ကိုဖြူစင်အောင်ထားအဲ့ဒါသူတို့ပြောတာပဲသူတို့တရားဒါအနိစ္စဒုက္ခအနတ္တသူတို့မထုတ်ပေါ်ပါဘူးဘာဖြစ်အနိစ္စပြောရင်ဟိုလူတွေကမြဲနေတာသိမှမသိပဲမသိတော့အနိစ္စကမမြင်ဘူးနောက်သူတို့စီမှာကအနှစ်တသိန်းတန်းတို့1000တန်းတို့မှာကလူတွေကအနေအေးတယ်အနေအေးတော့သာဝနေကြီးတွေကလည်းအစဉ်ပြေကြအစဉ်ပြေတော့ဒုက္ခကလည်းမပေါ်သလောက်ပဲအနိစ္စဒုက္ခမှမပေါ်ရင်ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်ပါဘူးငါနဲ့မဆိုင်ပါဘူးဒီအနိစ္စဒုက္ခအနေမှာထုတ်ပေါ်ရမယ်အနတ္တဆိုတာဘယ်လိုလုပ်မြင်တော့မှာဒါကြောင့်မလို့ရှေ့ဖရားတွေကြတော့အဲ့ဒီနီးစနစ်အတူကောက်နီးစနစ်ကိုမသုံးအေးအေးဆေးဆေးပဲသွားကြတယ်သဗ္ဗဘာဝတအာဂရဏမကောင်းမှုတွေမလုပ်ကြနဲ့ကုသလတဥပဒံပရာကောင်းမှုနဲ့ပြည့်စုံအောင်နေသာစိတ်တပရိယောတပနံစိတ်ကိုအေးချမ်းချမ်းထားဖြူဖြူစင်စင်ထားဆိုပြီးတော့အဲ့ဒါလေးပဲဟောပါတယ်အဲ့ဒါနဲ့ပဲသူတို့လည်းယဟန္တာတွေဖြစ်ကြအသီးသီးအတကတရားတွေဘာတွေရကြတယ်ကိစ္စပြီးတယ်အခုကလေးကြတော့အဲ့ဒီလိုပြောလို့မရဘူးမကောင်းမှုမလုပ်နဲ့ကောင်းမှုကိုလုပ်စိတ်ကိုဖြူစင်အောင်ထားဆိုရင်မပြောနဲ့တော့မဟုတ်ဘူးပြောလို့ရဒါပေမဲ့ဒီနီးစနစ်ကအဝေးအေးအေးဆေးဆေးသွားတဲ့နီးစနစ်ကြီးဒီတော့ဘုရားကဘာပြောလဲဆိုတော့အနိစ္စဒုက္ခအနတ္တဆိုရင်ဉာဏ်သုံးဉာဏ်ထည့်တယ်ဝိပဿနာဉာဏ်အဓိကအနတ္တပဲအဲ့ဒီအနတ္တဆိုတာကိုယ်ပိုင်မဟုတ်ဘူးကိုယ်ဆိုင်မဟုတ်ဘူးကိုယ်ဘာမှမတတ်နိုင်ဘူးခိုင်မာတာလည်းမဟုတ်ဘူးသူ့သဘောတိုင်းသူဖြစ်တာခွေးဟောင်းတယ်ဟောင်းမော့သူ့သဘောတိုင်းသူဖြစ်တာကိုယ်နဲ့ဘာမှမဆိုင်ဘူးသွားဝင်မရှုပ်နဲ့ဒါကိုပြောတာအနတ္တဉာဏ်ပေါက်တဲ့သူကဘာမှဝင်မရှုပ်ဘူးသူကိစ္စနဲ့သူပဲသာသမီလည်းသူကသူအိုနာနာသေးသေးဘုတရားရပြောစရာရှိတာပြောမယ်သွားစရာရှိတာသွားမယ်စားစရာရှိတာသွားမယ်စားစရာရှိတာစားမယ်ဒါပဲကိုယ်နဲ့မဆိုင်ဘူးသူကသူဖြစ်ကျွန်းတုံမောင်းကုန်ပက်လက်လံဖြစ်ပြုပြင်လို့ရသမျှဘုတရားရှိလို့ပြောလို့ရသမျှပြောမယ်ကျွေးလို့ရသမျှကျွေးမယ်ကျွေးလို့ပေးလို့ပြောလို့မရလဲသွားပြီတော့ဆိုတာအဲ့ဒါအနတ္တပဲဘာမှလည်းမပူဘူးစိတ်ထဲကသူ့ဘာသာသူဖြစ်တာကိုလိုက်ပူလို့ဖြစ်တာကိုလိုက်ပူလို့ရတာမှမဟုတ်ပဲအဲ့ဒါကိုနားလဲသွားကိုပြန်ဖြစ်တော့လဲဒီတိုင်းပဲကိုဘာမှမတတ်နိုင်ဘူးဆိုတာနားလဲထားတဲ့ပုဂ္ဂိုလ်အတွက်ကသူ့သဘောကိုပဲမြင်အောင်ကြည့်တော့ဒါသူ့သဘောလေသူကိစ္စသူစီမံတဲ့အတိုင်းသူဖန်တီးတဲ့အတိုင်းသူ့ဘာသာသူဖြစ်နေတာပဲကိုနဲ့မဆိုင်ဘူးဆိုရင်အပူကမလာတော့အစွဲလည်းမရှိတော့ဘူးအဲ့ဒါအနတ္တဖြင့်ဘုရားကဖြတ်လန်းကြီးကိုပေးပါတယ်အဲ့ဒါလေးမြင်ထားရင်အပူအေးတယ်ကိစ္စပြီးတယ်ပြီးတဲ့အခါမှာလွတ်ငြိမ်းချမ်းသာခွင့်ရလိမ့်မယ်ဘာလာမထိပါဘူးဘာနဲ့လာနော်ခဲနဲ့ပဲပြည့်ပါးစပ်နဲ့ပဲဆဲမထိဘူးခန္ဓာကိုယ်ကပဲနာစိတ်ကမနာဘူးခန္ဓာကိုယ်မနာပဲနဲ့ပြင်ပဝတ္ထုတွေပျက်စီးဆုံးရှုံးသွားလဲမနာတတ်ပါဘူးကြည်ဒီတော့အဲ့ဒါကိုရအောင်လာယူထားအခုနီးစနစ်ဟာခုနပြောတဲ့အတိုင်းတက်တန်းတူတော့ဖြတ်လန်းကြီးကိုသုံးတယ်ဘုရားကအလင်းအမြန်နီးစနစ်သုံးပါတယ်အခုခေတ်ကြီးမှာလည်းပဲဒီတိုင်းပဲလူတွေဟာအမြန်သွားခြင်းတော့အမြန်ရောက်ခြင်းတော့အမြန်စားခြင်းတော့အမြန်နီးစနစ်တွေပဲသုံးကြအမြန်နီးစနစ်တွေနဲ့ပဲသွားနာရေဒီမိတ်ဆိုတာအဲ့ဒါအမြန်နီးစနစ်ပေါ့များကြီးသုံးလို့ရတယ်မြန်သုံးလို့ရဟောက်ဆွဲတုပ်လေးတွေအစင်နဲ့ထုတ်ထားတယ်
လူအများကြီးတစ်ပြိုင်တည်းသုံးလို့ရတယ်အမြန်ဆုံးသုံးလို့ရအဲ့ဒါအခု21ရာစုရဲ့ဤပညာတရားသဘောလဲဒီတိုင်းပဲရှိတော့ရှိပြီခောက်ဆွဲထုတ်တော့ရှိပြီသုံးတာမသုံးတာတော့ကိုယ်ကိစ္စဒါကဒီဘက်ကဤစနစ်ပိုင်းဆိုင်ရာထုတ်ပေးတာနဲ့မဆိုင်တော့ဒီဤစနစ်ကကဘာပေါ်မှာရှိနေတယ်ပညာရပ်ပိုင်းသီးသီးဆိုင်ရာမှာလည်းရှိနေတယ်သို့တော့ဒါကိုလက်ခံပြီးသုံးနိုင်တာမသုံးနိုင်တာကတော့လက်ခံတဲ့သူတွေရဲ့အပိုင်းပေါ်မူတည်သွားတယ်ဒါကြောင့်ဥပါဒณะခန္ဓာကိုသဘောပေါက်အောင်စဉ်းစားကြဥပါဒณะခန္ဓာရှိနေသမျှဥပါဒံရှိနေသမျှတော့မိမိတို့ဒလိမ့်ခောက်ခွေးနဲ့ဒုက္ခတွေရောက်နေကြအောင်ပါပဲစားလည်းမလွတ်လာသွားလည်းမလွတ်လာသွားလည်းမသွားရဲစားလည်းမစားရဲစွန့်လည်းမစွန့်ရဲအဲဒီဒုက္ခတွေရောက်ပြီးအဲဒီအပူတွေကအုပ်ထားအလုပ်တွေကရှုပ်အများကြီးပါပဲဒါကြောင့်အဓိကအဖြစ်ပြင်ပအရာဖြစ်တဲ့ဒလိထုံနှံစင်လာတွေကိုတော့တတ်နိုင်သမျှလျှော့တာကောင်းပါတယ်ကိုယ်နဲ့မဆိုင်တဲ့ပြင်ပကိုယ်ခန္ဓာကိုယ်ဆွဲကအသာထားအောင်ဒါပြင်းထန်တယ်ပြင်ပအရာဖြစ်တဲ့သာသမီတို့ပစ္စည်းဥစ္စာတို့ဆရာသမားတို့ဘာသာတို့ယူဝါဒတို့အဲ့ဒါတွေလည်းပဲဓမ္မတာပဲဆိုပြီးတော့နော်ရိတ်တာဆွဲခိုင်းဆွဲပုဂ္ဂိုလ်ဆွဲသားဆွဲသမီးဆွဲပစ္စည်းဆွဲအဲ့ဒါတွေလည်းမဆုပ်ကင်ထားကြနဲ့အဲ့ဒါတွေကိုအရင်တဖြည်းဖြည်းနဲ့ရှင်းပြီးတော့တဖြည်းဖြည်းနဲ့အဲ့လိုရှင်းမှများရင်ကိုယ်အတွင်းမှာရှင်းမိသွားလိမ့်မယ်ရှင်းနိုင်သွားလိမ့်မယ်အတွင်းရတော့ကိုယ်သာအချစ်ဆုံးဆိုတော့ကိုယ်ကိစ္စကြတော့ရှင်းဖို့ကတော်တော်ခက်ပါတယ်ခက်တော့အပြင်ဟာလေးတွေအရင်ဆုံးခွာချလို့တဖြည်းဖြည်းခွာသွားရင်အတွင်းပိုင်းဆိုင်ရာမှာပါဒီရဲ့အလေးအကျင့်အရှိန်ဝါတတ္တိဒီပညာရရဲ့စွမ်းအားနဲ့အတွင်းမှာပါတဖြည်းဖြည်းခွာသွားလိမ့်အတွင်းမှာခွာသွားပြီဆိုကိစ္စပြီးပါပြီအဲဒီတော့အဲ့ဒီအစွဲတွေနဲ့ပတ်သက်လို့လည်းသိသွားပြီဒီအစွဲတွေကြောင့်ပဲတလောကလုံးဟာလှုပ်ရှားနေကြတယ်ပြောဆိုနေကြတယ်ကြံစီတွေးတောပြီးတော့လောက်ကင်နေကြတယ်အဲ့လိုလောက်ကင်နေတော့ဘဝဆိုပြီးတော့လူလောကမှာမဆုံးနိုင်သောဖြစ်စဉ်ကြီးပေါ်လာဒါပဲဒါကြောင့်မလို့ဘဝရဲ့ဖန်တီးရှင်ဟာပါတယ်လေဥပါဒံနောက်တစ်ခါလူကိုယူအောင်မူးအောင်တခါတည်းစိတ်ဆင်းရဲအောင်ပင်ပန်းအောင်ဥပါဒณะခန္ဓာကတခါဖန်တီးပြန်တယ်ငကိုဆင်းရဲတဲ့အပိုဆင်းရဲတွေကြုံရအဲ့ဒီအပိုဆင်းရဲကြောင့်ပဲလက်ကမနေနိုင်ခြေကမနေနိုင်စိတ်ကတွေးပါးစပ်ကပြောနဲ့ဘသူကအုပ်ချုပ်သွားတာလဲဥပါဒณะခန္ဓာဘသူဖန်တီးသွားတာလဲဥပါဒณะခန္ဓာဒါကြောင့်မလို့ဥပါဒံကောဥပါဒณะခန္ဓာအကြောင်းကိုအထိုက်လျောက်သိသွားပါပြီကိုသိသလိုကိုယ့်ရဲ့ပတ်ဝန်းကျင်နှီးနွယ်နေတဲ့ပုဂ္ဂိုလ်တ attva မှန်သမျှကိုအကုန်လုံးပြောပါလာမစွဲနဲ့ငါလည်းမစွဲဘူးမင်းတို့လည်းမစွဲနဲ့အဲ့ဒါလို့လုံနိုင်ရင်ကောင်းဆုံးပါပဲဟိုတုန်းကရေးထားတဲ့စာလေးတစ်ခုသွားတွေ့တယ်ကျောင်းနံရံမှာဘာရေးထားလဲဆိုတော့ကိုချင်းစာတဲ့သဘောပေါ့ကိုချင်းစာဆိုတရားရတာပါတရားနဲ့ပတ်သက်ပြီးရေးထားတာသူတစ်ပါးကိုမတတ်မပြတ်မကိုးမဝဲဒါကိုရေးထားတာမဟုတ်ဘာရေးထားလဲဆိုတော့ငါဒီလည်းမမြဲသောကြောင့်သင်တို့ကိုလည်းမြဲသလားလို့မမေးတော့ပါတဲ့ငါဒီလည်းမမြဲသောကြောင့်သင်တို့ကိုလည်းမြဲသလားလို့မမေးတော့ပါတဲ့သူကိုယ်သူကြည့်ပြီးတော့သူများကိုအဲ့တော့ဒါအသုံးချတတ်ရင်ခုနပြောတဲ့ဥပါဒณะခန္ဓာပြောက်တာပဲငါဒီလည်းမမြဲသောကြောင့်သင်တို့ကိုလည်းမြဲသလားလို့မမေးတော့ပါလာခြင်းလားမလာခြင်းနေလေကွာကိုလည်းပဲသွားခြင်းသွားတာမသွားခြင်းမသွားဘူးဆိုတော့ကိုလည်းပဲမြဲသလားကိုယ်စိတ်တော်မှကိုမမြဲပဲနဲ့သူတစ်ပါးကိုသွားစေတည်းလာစေတည်းလာစေခြင်းတည်းဆိုလို့လုပ်လို့ရမလားမရဘူးအဲ့ဒါကြောင့်ငါဒီလည်းမမြဲသောကြောင့်သင်တို့ကိုလည်းမြဲသလားဟုမပြောတော့ပါမမေးတော့ပါတဲ့မေးနေပင်ပန်းနေဦးမယ်စိတ်ကတွေးနေပင်ပန်းနေဦးမယ်စိတ်ကအဲ့လိုမလာမှပူနေရအောင်မယ်မတွေ့ရမှပူနေရအောင်မယ်မကြားမှပူနေရအောင်မယ်အခုတော့ကိုပြန်ကြည့်တော့ကိုလည်းမြဲတာမဟုတ်လားကိုစိတ်ကဒီနာသွားခြင်းပဲတော်ရဲတော့ဒီနာမရောက်ဘူးဘုရားကျတော့လှဲ့သွားတာဒီတော့ကိုတော်မှမမြဲသေးတာသူတစ်ပါးကိုသွားမြဲစေခြင်းလို့ဖြစ်ပါမလားမေးတော်မှမမေးပါနဲ့ဟုတ်လားမမေးတော့ပါဘူးဆိုတော့ကိစ္စပြီးရောကိုရခြင်းနဲ့ရခြင်းတိုင်းရသလားမရဘူးမရခြင်းတိုင်းရခြင်းတိုင်းမရတော့သူတစ်ပါးကိုလည်းသူတို့ရပါစေဆိုပြီးတော့သွားလုံးနေတယ်သာသမီတွေကိုပညာတတ်စေခြင်းလိုက်တာပစ္စည်းဥစ္စာတွေရစေခြင်းလိုက်တာမိဘတွေကဖြစ်နေလိုက်တာကိုတော်မှရှာတိုင်းရသလားမရဘူးသူတို့သွားခိုင်းလို့ရမလားကိုယ်တိုင်ကြီးတော်မှမရဘဲနဲ့သူတို့ကိုအတင်းဇွတ်အတင်းပြဋ္ဌာန်းပြီးဖြစ်စေခြင်းတွေလို့ကတော့အဲ့ဒါဥပါဒณะခန္ဓာရဲ့နှိမ့်ဆက်ချက်နဲ့ဒုက္ခရောက်မှာပဲရှိတယ်ဒါကြောင့်မလို့ဒါလေးနဲ့လည်းပဲဖြည့်သိမ့်ကြပါတရားနှလုံးသွင်းကိုယ်တော်မှမမြဲသေးတာသူများကိုလည်းမြဲသလားလို့သွားမမေးတော့နဲ့ကဲဒီလောက်ဆိုရင်ဥပါဒณะနဲ့ပတ်သက်လို့ဥပါဒณะခန္ဓာနဲ့ပတ်သက်လို့
ဘောလဲပေါက်နေကြပါပြီခုနောက်ဆုံးပိတ်တိုက်တွန်းတဲ့အတိုင်းပဲကိုတယောက်တည်းတော့လွတ်အောင်မနေပါနဲ့ပတ်ဝန်းကျင်လည်းပဲလွတ်အောင်ကောင်းတယ်လို့ဒီဟာသူများကိုသက်သာစေတယ်ချမ်းသာစေတယ်လို့ယူဆရင်ကိုယ်တိုင်သိမြင်ခဲ့ရင်အဲ့ဒါသူများကိုလည်းကောင်းအောင်သက်သာအောင်ကူညီပေးလိုက်ပေါ့ကူညီပေးဆိုတာဒီသဘောတရားကိုပြောပြပြီးတော့တကယ်လို့သူကကိုယ့်တဲ့ပုံဉဏ်ကောင်းရင်ကိုယ့်တဲ့တောင်းရှေ့ရောက်သွားအောင်မယ်ပြောတဲ့သူကနောက်ကျသေးတယ်သိတဲ့သူကမြန်သေးတယ်မြန်ပြီးတော့အတိညာရသွားရင်သူကကြော်တက်သွားနိုင်တယ်ဒါကဲဒီတော့ဒီဟာကိုလည်းကျေပြန့်အောင်ကြိုးစားကြဘုံလုံးဟာတွေလည်းပဲစိတ်လျှောက်လန်းဆိုတာပြောခဲ့တာလည်းပဲမမေ့ပါနဲ့စိတ်လျှောက်လန်းဆိုတာကစိတ်တွေအဲ့ဒီပုံမှာထားရင်အခုဒီအစွဲဥပါဒဏ်တွေလွတ်တဲ့လမ်းကြောင်းကိုပြန်ရောက်တာပါပဲတခုနဲ့တခုကနှီးနွယ်နေတာဆက်သွဲနေတာစိတ်လျှောက်လန်းပေါ်တော့အတွေးမချော်စီနဲ့ဆိုတာအတွေးချော်တယ်ဆိုတာအဲ့ထဲမှာပြောထားတယ်သားသမီးမဟုတ်တော့သားသမီးလို့သွားတွေးသူ့စိတ်နဲ့သူ့ကိုကကိုယ်စိတ်နဲ့ကိုယ်ကိုဖြစ်သွားတွေးတော့အဲ့ဒီမှာတင်ချော်တော့စိတ်ကနာဟောသူကဆိုးတာမဟုတ်ပါဘူးကိုယ်အတွေးကချော်တာပါဆိုတာအဲ့မှာပြောထားပါတယ်အဲ့တော့အတွေးမချော်အောင်အကြံကြောင့်အမှန်ဖြစ်ဖို့အကြံတွေကိုမှန်မှန်ကြံရမယ်အတွေးခေါ်တွေမှန်မှန်ကန်ကန်တွေးနိုင်ရအဲ့ဒါလိုအတွေးခေါ်မှန်မှန်ကန်ကန်တွေးနိုင်ဖို့စိတ်ငြိမ်မှဖြစ်မှာစိတ်ငြိမ်ဖို့အတွက်ကြတော့ငြိမ်သက်ဖို့သတိထားကြိုးစားသတိရှိရသတိထားပြီးဝိရိယပါရင်စိတ်ကငြိမ်တာပဲအဲ့ဒီ၅ခုပေါင်းသွားရင်ကိုယ့်ရဲ့အပြောအလုပ်တွေဟာကွက်တိသွားကြလိမ့်အမှန်တိုင်းအဖြောင်းတိုင်းသွားနေလိမ့်အဲ့ဒါဆိုကိုယ့်ဘဝလွတ်လွတ်လပ်လပ်နဲ့ဘာအစွန်းမှမရောက်ဖ ೇನೆ မှန်ကန်ညီညွတ်အစွန်းလွတ်ပြီးတော့သက်သာစွာနဲ့သွားနေတဲ့ရှင်သန်နေတဲ့ဘဝဖြစ်လိမ့်ဒါမဂ်ခင်ရဲ့စွမ်းရည်တတ္တိစိတ်မှာပူပေါင်းပါဝင်လာတဲ့မိမိတို့စိတ်တွေမဂ်ခင်လမ်းကြောင်းပေါ်လျှောက်သွားလို့မဂ်ခင်လမ်းကြောင်းနဲ့ညီပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေဒါကြောင့်အဲ့ဒီအချိန်ခါမှာကိုယ်သာနာ၍စိတ်မနာပါဘူးကိုယ်မနာလဲစိတ်မနာဘူးအဲ့တော့စိတ်မှာလွတ်လပ်ပြီးသက်သာပြီးမနာတော့ပါဘူးဆိုရင်ကျန်တာဘာမှကိစ္စမရှိတော့ပါဘူးအဲ့ဒီအချိန်ခါမှာဒီစိတ်လျှောက်လန်းအတိုင်းလျှောက်ရင်အစွဲဥပါဒဏ်တွေဆိုတာလည်းပဲအမှန်တိုင်းမြင်ပြီးတော့အတွေးမှန်တဲ့အတွက်အကြံမှန်တဲ့အတွက်အမြင်မှန်တွေရပြီးကြွာကြသွားမှအသေးချပါပဲပြီးတော့ဟိုဘက်ကပြောခဲ့တာနဲ့ဒီဘက်ကပြောခဲ့တာပြန်ပေါင်းကြည့်ဟိုဘက်ကအလုတ်စင်မှာပါဝင်ရမယ်စိတ်ထားဒီဘက်ကဟာအလုတ်စင်မှာတွေ့ကြုံရမယ်ခုမိမိတို့စီမှာရောက်နေတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်အမှားကြီးဖြစ်စဉ်အမှားကြီးအမှန်ရောက်ဖို့အတွက်ဟိုဘက်ကစိတ်လျှောက်လမ်းပေါ်ပြန်လျှောက်ဒီဘက်ကဒီဘက်ကပေးလိုက်တဲ့သင်္ကန်းစာကိုယူပြီးတော့ဟိုဘက်ကဟာနဲ့ပြန်ပေါင်းမေ့ထားခဲ့လို့ကတော့ကြံခဲ့မှာပဲဒါကြောင့်အဲ့ဓာတွေလည်းပဲသင်ပေးကလေးတွေကိုဘာမှမသိသေးရင်လည်းပဲပါဇက်ထဲရအောင်တော့သင်ထားအကြံကြောင့်အမှန်ဖြစ်တာကောင်းကောင်းမွန်မွန်ကြံနိုင်ရင်မမှန်ကန်ကန်ဖြစ်လိမ့်မယ်မမှန်ကန်ကန်မြင်လိမ့်မယ်အတွေးမှားရင်တော့သွားပြီမနေ့ကပြောခဲ့တဲ့အတိုင်းပဲတွေးစရာတခြားတွေးတာတခြားသွားရောပဲဘာလုံးမှမပြီးဘူးဟိုဒေဝရဇလံကြည့်ပြီးတော့တွေးမှားတာနဲ့ဘဝတန်ဖိုးမရှိတော့ဘဝတန်ဖိုးအနေနဲ့ကြည့်ရင်လည်းပဲအဲ့ဒီစိတ်လျှောက်လမ်းမှာကြိုးစားတဲ့သူဟာတန်ဖိုးရှိတာပဲဝိရိယရှိတဲ့သူဘဝတန်ဖိုးရှိတာပဲစိတ်ငြိမ်တဲ့သူအလုံးကိုင်ငြိမ်တဲ့သူဟာတပြည့်ပြည့်အောင်မြင်ပြီးသူဘဝတန်ဖိုးရှိတာရောက်ရက်ခတ်ပြီးတော့ပြာလောင်ခတ်နေတဲ့သူဘာတန်ဖိုးမှမရှိဘူးဘဝတန်ဖိုးအနေနဲ့လည်းပဲထုတ်ဖော်ကြည့်ရင်စိတ်လျှောက်လမ်းမှာတွေ့ရမယ်စိတ်တွေအေးချမ်းသက်သာလွတ်မြောက်သွားတဲ့အခြေအနေကိုလည်းမြင်ရမယ်မြတ်စွာဘုရားထုတ်ဖော်ခဲ့တဲ့အရေးကြီးဆုံးချက်ရှစ်ချက်ဆိုတာလည်းပဲသဘောပေါက်သွားလိမ့်နောက်ဆုံးငြိမ်းမှုဆိုတဲ့ပန်းတိုင်မိမိတို့နောက်ဆုံးရလတ်ကိုလည်းပဲအဲ့ဒီလမ်းကြောင်းကပဲရအဲ့ဒီလမ်းကြောင်းရဲ့အဆုံးသတ်မှာငြိမ်းမှုနိဗ္ဗာန်ဆိုတဲ့နောက်ဆုံးရလတ်ရှိပါတယ်အဲ့ဒါလည်းပဲနောက်ဆုံးရလတ်ဆိုတာရေးနေပါပြီနိဗ္ဗာန်နောက်ဆုံးရလတ်ဆိုတဲ့အမည်လေးနဲ့ခေါင်းစဉ်လေးနဲ့ရေးထားတယ်မပြီးတော့မပြီးသေးဘူးနောက်တစ်ပတ်တော့မှီလိမ့်မယ်လို့ထင်ပါတယ်ဒါမှမဟုတ်အကောင်းတွေကိုကိုယ်တိုင်မဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ကိုပါပေးခြင်းနဲ့ဆိုရင်ဒါတွေများများတာဖြန့်ပေးကြပြီးတော့ရှင်းလဲရှင်းပြစာအုပ်ထဲမှာတော့အဲ့လောက်ကြီးမပြည့်စုံဘူးကမ္ဘာကရန်ရေးရတာတကြောင်ပေါ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လောက်နဲ့ယူသုံးရင်သုံးလို့ရနိုင်ပါတယ်သို့တော်လည်းပဲလူတွေရဲ့အားနည်းချက်လေအတွေးခေါ်သမားတွေကများကြတယ်ဒီနေရာမစင်းစားကြဘူးမဟုတ်တဲ့နေရာစဉ်းစားကြအခုဥပါဒณะခန္ဓာအတူချုပ်ရှင်းတဲ့ကဏ္ဍမှာဒိဋ္ဌိဒိဋ္ဌမတ္တံလို့သုံးကြ
မြင်တာကိုဘာလုပ်လဲကြားတာကိုအဲ့ဒါဘယ်နေရာသုံးရမှာလဲမြင်တိုင်းကြားတိုင်းသုံးရမှာလူတွေဘယ်နေရာသုံးကြလဲဆိုတော့အတွေ့အပေါ်မိတယ်တခါလူတွေဘယ်နေရာသုံးနေကြလဲဆိုတရားနာတဲ့နေရာသုံးကြဒိဋ္ဌိဒိဋ္ဌမှတ်တံကိုလေသုတေသုတမှတ်တံတရားနာတဲ့နေရာသုံးကြကြားပြီးရောกว่าဆိုသုံးရမှာကစားတဲ့နေရာသွားတဲ့နေရာမြင်တဲ့နေရာနေရာတိုင်းကိုယ့်ရဲ့အမှုကိစ္စတိုင်းမှာသုံးရသူတို့သုံးတဲ့နေရာအတိအကျသုံးတဲ့နေရာအဲ့ဒီတစ်ချက်တွေ့ဘယ်နေရာလဲတရားနာတဲ့နေရာသုတေသုတမှတ်တံကြားတာကိုကြားရုံများထားတယ်ပြီးတော့ရှင်းအောင်မပါတော့ဘူးအဲ့လိုတော့ပြောင်းပြန်ဖြစ်အဲ့ဒါလေးတော့ပြန်လဲလိုက်မှတ်ထားဒီဟာကြတော့သဘောပေါက်အောင်သိအောင်ရှေ့ဆက်သွားမှာအဲ့ဒါသိအောင်မသွားဘူးဒီနားတင်ထားခဲ့ပိုကိုဒုက္ခပေးမဲ့ဟာကြတော့ဒီနားတင်ထားခဲ့ရမှာကြတော့တည်ပြီးယူသွားတယ်ကဲအဲ့တော့ဒါလည်းပဲကြုံကြုံလိုက်နော်အခုမှသတိရလို့ပါဟိုတည်းကသိနေတာတော့ကြာပြီဒီသဘောလေးကလူတွေဒါသုံးတာလွဲနေတယ်ဒီတရားကိုလှည့်လိုက်လို့ရှိရင်သူတို့သဘောပေါက်သွားမှာဆိုတာကဲအဲ့တော့အဲ့ဒါလည်းပဲထားပေါ့အခုအချိန်လည်းရှိပြီဒါကြောင့်မလို့ဒီဘဝတခင်ဖန်တီးရှင်လည်းသဘောပေါက်သွားပြီဘဝတိုင်းကိုတလောကလုံးတစ်ကမ္ဘာလုံးကလူတွေရဲ့ဘဝကိုအုပ်ချုပ်နေတာဒီဆုံးဖြတ်ချက်တွေပဲဒီဆွဲလန်းမှုတွေပဲအဲ့ဒီဆွဲလန်းမှုဆုံးဖြတ်ချက်တွေနဲ့ရှေ့ဆက်တိုးပြီးတော့ဥပါဒณะခန္ဓာလို့ခေါ်တဲ့အစွဲဖြင့်ဆုပ်ယူထားတဲ့ခန္ဓာတွေကနေပြီးတော့ဖန်တီးနေကြတဲ့အတွက်ငကိုဒုက္ခတွေရောဘုဒုက္ခတွေရောရောက်ပြီးတော့ဆင်းရဲတဲ့ကမလွတ်နိုင်ရဘူး။ဒါကြောင့်ဒါတိပိတိနောက်မှာဒီဟာနဲ့ပတ်သက်လို့ကတော့ဒီမှာပြီးပါပြီ။နောက်ဒါမှတ်ပြီးတော့ဒီနေ့ဒီဥပါဒณะနဲ့ပတ်သက်လို့ဒါပြည့်စုံပါပြီလို့ဒီလိုပဲပြောလို့ရပါ။ဒါကြောင့်ဒီမှာပဲဆုံးသတ်ပြီးဗုဒ္ဓသာသနာစီရင်ဒိဋ္ဌု၃ချိန်နဲ့ညီကုံချုပ်ကြရအောင်ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုသာဓုသာဓုသာ